ရင်သတင်းစာရှင်းလင်းပွဲတဲ့စာရင်လာတဲ့သတင်းတောက်နေတဲ့အတွက် IFA ရဲ့မေးခွန်းတွေကိုအားလုံးမေးမြန်းခွင့်ပြုပါလို့ကျွန်မဗိုလ်ချုပ်ကိုအရင်ဆုံးမြစ်တာအဲ့ဒါတော့ဟိုပေါ့မိုင်းမကတော့ကျွန်တော်3ခုအရင်မေးလိုက်ပေါ့နောက်ပြန်ကြောလို့ရရင်ကျွန်တော်ပြန်ကြောပေးပါပြန်တဲ့လူလည်းမေးခြင်းဥမှာဖြစ်တဲ့ဟုတ်ပထမဆုံးမေးခွန်းကတော့ဒေါန်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါဝင်ပေါ့နော်အစိုးရထိပ်ပန်းခေါင်းဆောင်တွေကိုအခုလောလောဆယ်မှာဖမ်းထားပါတယ်ဒေါ်စုနဲ့ဦးဝင်းမြင့်ကိုသွင်းကုန်ပို့ကုန်ပုံမှန်တဘာဝဘေးရန်တွေပုံမှန်တွေနဲ့တရားစွဲထားပါတယ်ဒါဟာနိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့တရားစွဲထောင်ချဖို့လုပ်နေတာလို့နိုင်ငံတကာအတိုင်းဝိုင်းကမှတ်ယူထားပါတယ်တပ်မတော်ဟာတရားဥပဒေကိုလက်လွတ်စပယ်ကျင့်သုံးတာလို့လည်းဆွဆွဲထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့တပ်မတော်ဘက်ကဗာများရှင်းပြကြရှိမလဲရှင်အဓိကတော့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ပြောလို့ပဲကျွန်တော်တို့ဒီဒါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ခြင်းမရှိတဲ့ဥပဒေအတိုင်းပဲကျွန်တော်တို့လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံရေးဖြစ်စဉ်များကိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ခုနပြောသလိုတော့နော်ဥပဒေအရဆောင်ရွက်ရတဲ့လုပ်ငန်းတွေရှိပါတယ်ကျွန်တော်တို့အနေနဲ့ပြောလို့တာကတော့ပြောနေတာကတော့ဥပဒေထက်ကျော်လွန်ပြီးတော့ကျွန်တော်တို့မြည်သည့်အရာကိုမှဆောင်ရွက်မှာမဟုတ်ပါဘူးလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်81အရသမရသို့မဟုတ်ဒုသမရတဦးကိုအကြောင်းတစ်ခုခုနဲ့ဆွဆွဲပြစ်တင်မဲ့ဆိုရင်လွှတ်တော်တစ်ခုခုရဲ့ကိုယ်စားလှယ်အ ਨੇ ဆုံး၄ပုံတစ်ပုံကလက်မှတ်ထိုးတင်ပြပြီးတော့အ ਨੇ ဆုံး3ပုံ2ပုံကထောက်ခံမှဆက်လက်အရေးယူလို့ရပါတယ်ပြီးလို့ရှိရင်ဒီပုံမှန်81ပုံမှန်ခွဲဂကြီးငစလုံးတို့နဲ့အညီစစ်ဆေးရမယ်ပြီးရင်တစ်ဖက်ကဖမ်းဆီးခံထားရတဲ့သူတွေဘက်ကလည်းခုခံခြေပေါက်ခွင့်ရပါမယ်ပြီးမှကိုယ်စားလှယ်3ပုံ2ပုံကသဘောတူမှယာဒူးကနေရက်စဲလို့ရပါတယ်လောလောဆယ်သမရဦးဝင်းမြင့်ကိုယာဒူးကရက်စဲတာဟာဖွဲ့စည်းပုံနဲ့မညီဘူးလို့အားလုံးကထောက်ပြဝေဖန်နေကြပါတယ်ဒီချက်ပေါ်မှာရောတပ်မတော်ကဗာများရှင်းပြကြရှိမလဲရှင်အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ဟိုလေးလာတဲ့အခါမှာကျွန်တော်ခဏပြောဖို့ပါတယ်အခြေခံဥပဒေနဲ့ပတ်သက်ပြီးလေးလာတဲ့အခါမှာမိမိပေါ့နော်ဒါတော့ဟိုထုတ်နှုတ်ထားတဲ့ဟာတွေဖြစ်ပါမယ်အခြေခံဥပဒေနဲ့ပတ်သက်ပြီးလေးလာတဲ့အခါမှာအခြေခံဥပဒေတစ်ခုလုံးကိုကျွန်တော်တို့ခြုံငုံပြီးတော့လေးလာဖို့ဖြစ်ပါတယ်ခုနပြောတဲ့81ပေါ့နော်21နဲ့ပတ်သက်ပြီးတော့ဒါထုတ်နှုတ်ထားတဲ့ဟာမှန်ပါတယ်ကျွန်တော်အနေနဲ့ဒီဥစ္စာကိုပေးထားတဲ့အတိုင်းပဲဖတ်သွားတာဖြစ်တဲ့အတွက်မမှန်ဘူးလို့မငြင်းလို့ပါဘူးမှန်ပါတယ်သို့တော့ကျွန်တော်ပြောပါမယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာတဲ့အခါမှာခုနပြောတဲ့81ဆိုတဲ့အပိုင်းဒီဒါဆွဆွဲပြစ်တင်ခြင်းအပိုင်းပဲဖြစ်ပါတယ်ဆွဆွဲပြစ်တင်နေတာဒီအပေါ်မှာဒါနဲ့ပတ်သက်တဲ့နော်ဒီတက်ရှေ့မှာပြဋ္ဌာန်းထားတဲ့ဥပဒေများလည်းရှိကြောင်းကျွန်တော်တို့ပြောလိုပါတယ်ဥပမာကျွန်တော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်လည်းစာအုပ်ပြန်ကြည့်မှရပါမယ်စာအုပ်ပြန်ကြည့်ပြီးကျွန်တော်ပြောပြပါမယ်ဖွဲ့စည်းပုံအခြေခံဥပဒေဘိုးနောက်ကနေပြီးကျွန်တော်က410ခွန်ကျွန်တော်ပြောပါနိုင်ငံတော်၏အချုပ်အခြာအာဏာကိုစုပူတောင်းကျမ်းမှုအကြမ်းဖက်မှုနှင့်အာဓမ္မနည်းများဖြင့်ရယူဆောင်ရွက်ခြင်းသို့မဟုတ်ကြိုးပမ်းအားထုတ်ခြင်းကြောင့်ဒါပြည်အောင်စုပြိုကွဲမည်တိုင်းရင်းသားစည်းလုံးညီကိုပြိုကွဲသည်သို့မဟုတ်အချုပ်အခြာအာဏာလက်လွတ်ဆုံးသွင်းမှုအရေးပေါ်အခြေအနေပေါ်ပေါက်လာရင်သို့တော့ပေါ်ပေါက်လာရင်လုံလောက်သောအကြောင်းရှိလင်ဆိုတဲ့ဒါပြဋ္ဌာန်းချက်ကိုကျွန်တော်ပထမဆုံးဒါပြောလိုပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း1မှာပါတဲ့ဒါ40ခန်းငယ်နိုင်ငံတော်၏အချုပ်အခြာအာဏာကိုစုပူတောင်းကျမ်းမှုအကြမ်းဖက်မှုစားသောအာဓမ္မနည်းများဖြင့်ရယူရန်ဆောင်ရွက်ခြင်းသို့မဟုတ်ကြိုးပမ်းအားထုတ်ခြင်းတို့ကြောင့်ဒါပြည်ထောင်စုပြိုကွဲစေမည်တိုင်းသားစည်းလုံးညီပြိုကွဲစေမည်သို့မဟုတ်အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးခြင်းမည်အရေးပေါ်အခြေအနေပေါ်ပေါက်လာရင်တပ်မတော်ကာကွယ်ဦးချုပ်သည်နိုင်ငံတော်အာဏာကိုဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်တတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီရယူသုံးစွဲခွင့်ရှိသည်လို့ပြဋ္ဌာန်းထားတာမျိုးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ဆိုလိုတာကတော့ဒီဟာဒီအရေးပေါ်ကာလဒါပြဋ္ဌာန်းချက်များနဲ့အညီကျွန်တော်တို့ဒါဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်အရေးပေါ်ကာလပြဋ္ဌာန်းချက်များမှာပါတဲ့ခါတွေကိုအားလုံးလေ့လာပြီးခြုံငုံပြီးလေ့လာတယ်ပြီးရင်ကျွန်တော်တို့ဒါတစ်ကနေ48မှာရှိတဲ့ပုံမှန်တစ်ကနေ48မှာရှိတဲ့ဒါပထမဆုံးဖြစ်တဲ့နိုင်ငံတော်ရဲ့အခြေခံမူတွေကိုလေ့လာပြီးနှိုင်းယှဉ်ကြည့်ရင်တွေ့နိုင်တယ်လို့ပြောလိုပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုတာကတော့တပ်မတော်အနေနဲ့ဒီနိုင်ငံတော်ရဲ့တာဝန်ကိုရယူပြီးတဲ့အချိန်မှာကျွန်တော်တို့ဒါနိုင်ငံတော်တာဝန်ကိုရယူပြီးတဲ့အချိန်မှာကျွန်တော်တို့ထုတ်ပြန်ချက်များရှိပါတယ်ကျွန်တော်တို့ပြောဆိုချက်များရှိပါတယ်ဒီထုတ်ပြန်ချက်ပြောဆိုချက်တွေမှာဒါအသေးစိတ်ဥပဒေနဲ့ညီမညီဆိုတာကိုအသေးစိတ်
ကြီးစုနိုင်တယ်လို့ကျွန်တော်တိုက်တွန်းလုပ်ပါတယ်ဟုတ်ကဲ့ပါဒီရက်ပိုင်းမှာပဲပေါ့နော်ဒီတက်မတော်ကိုစန့်ကျင်ပြောဆိုသူတွေကိုထောင်ဒဏ်အနှစ်20အထိအပြစ်ပေးဖို့လွှတ်တော်ရဲ့သဘောတူညီချက်မပါဘဲနဲ့ဥပဒေကိုပြင်ဆင်လိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ဒီရဲနဲ့ပေါ့နော်ဒီတက်မတော်ဘက်ကလက်နက်မပါတဲ့စန္ဒပြနေသူတွေကိုအင်အားအလွန်ကျွံသုံးပြီးတော့ဖမ်းဆီးနှိမ်နင်းတာတွေကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ဖမ်းထားပြီးတဲ့မပြေးနိုင်တဲ့စန္ဒပြသူတွေကိုတော့မှအလွန်ကျွံရိုက်နှက်တာတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ခုနဗိုလ်ချုပ်ပြောသွားတာတော့ဒါဗိုလ်ချုပ်တို့ဘက်ကအနေထားပေါ့နော်ကျွန်တော်တို့လွတ်လပ်တဲ့မီဒီယာတွေကနေရိုက်ထားတဲ့ဒီလိုအလွန်ကျွံအင်အားသုံးပြီးဖြိုခွင်းတာတွေလည်းအများကြီးရှိပါတယ်မှတ်တမ်းတွေလေဆိုတော့အဲ့ဒီလိုပေါ့နော်ဒီ ground ထဲမှာတကယ်လက်နက်မပါပဲဆန္ဒပြတဲ့လူတွေကိုအင်အားအလွန်ကျွံသုံးပြီးတော့အောက်ခြေအဓိကရုဏ်းနှိမ်နင်းရဲတပ်ဖွဲ့ကပြင်းပြင်းထန်ထန်ဒီလိုပြုမှုဆောင်ရွက်နေတာတွေအပေါ်မှာဥပဒေရဘယ်လိုအရေးယူမှာလဲပေါ့နော်ဆိုတော့ဒါတွေကိုဒီလိုငြိမ်းချမ်းစွာပေါ့ဒီမိုကရေစီလို့ပြောတယ်ဆိုရင်မိမိရဲ့ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိရပါမယ်ထုတ်ဖော်ပြသခွင့်ရှိရပါမယ်ဒါတွေကိုပေါ့အင်အားအလွန်ကျွံမသုံးဖို့တပ်မတော်ဘက်ကဘယ်လောက်ထိအာမခံချက်ပေးနိုင်မလဲရှင်အဓိကတော့နိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးဆိုတာရှိပါတယ်နိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးသည်နိုင်ငံသူနိုင်ငံသားများရရှိရမယ့်အခွင့်အရေးဖြစ်ပါတယ်သို့တော့နိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးကိုဒါဆောင်ရွက်တဲ့အခါမှာတော့ကျွန်တော်တို့ပုံမှန်နော်354ကနေစပြီးကြကျွန်တော်တို့ပြဋ္ဌာန်းတာရှိတယ်နိုင်ငံတော်နိုင်ငံသားများမိမိအခွင့်အရေးတွေကိုဆောင်ရွက်တဲ့အခါမှာသူတစ်ပါးအခွင့်အရေးကိုလည်းလေးစားမှာဖြစ်တယ်သူတစ်ပါးရဲ့ရပိုင်ခွင့်တွေကိုလည်းလေးစားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီနိုင်ငံတော်ရဲ့ခုနပြောတဲ့ဥပဒေတွေပေါ့နော်ဥပဒေတွေနဲ့ပတ်သက်ပြောရမယ်ဆိုမှနိုင်ငံတော်ရဲ့အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ပတ်သက်ပြောကြအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအနေနဲ့ကတော့ကျွန်တော်တို့ဒါခုကျွန်တော်တို့ကန့်တတ်နေတဲ့ဥပဒေများခုထုတ်ပြန်လိုက်တဲ့ဥပဒေများသည်နံပါတ်1ရည်ရွယ်ချက်ကတော့ကျွန်တော်တို့အနေနဲ့နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ပြည်သူတွေရဲ့လုံခြုံရေးတိုးမြင့်ရရှိစေဖို့အတွက်ဒါကျွန်တော်တို့ရည်ရွယ်တာဖြစ်တယ်ပုံမှန်420အရအရေးပေါ်အခြေအနေကြီးညာထားစဉ်ကာလအတွင်းမှာလိုအပ်တဲ့နေမြေဒေသမှာနိုင်ငံသားတို့ရဲ့မူလအခွင့်အရေးတရားရကိုဖြစ်တဲ့တရားထက်ပို၍ဖြစ်စေလိုအပ်တယ်လို့ကန့်တတ်နိုင်သည်သို့မဟုတ်ရပ်ဆိုင်းနိုင်သည်ဆိုတာပါပါတယ်ကျွန်တော်တို့အနေနဲ့အားလုံးကိုရပ်ဆိုင်းထားတာမရှိဘူးအားလုံးကိုကန့်တတ်ထားတာမရှိဘူးလိုအပ်ရင်လိုအပ်တဲ့လောက်တာကျွန်တော်တို့ဆောင်ရွက်နေခြင်းမျိုးဖြစ်ပါတယ်အခုနပြောတဲ့မီဒီယာများအနေနဲ့ပြောတဲ့ဟာတွေကျွန်တော်တို့တွေ့ပါတယ်ဒါဒီဆောင်ရွက်တဲ့အချိန်မှာဒါအဓိကရုဏ်းတွေဆန္ဒပြမှုတွေကိုကျွန်တော်တို့ဒါလုံထုံးလုံနည်းများနဲ့အညီတားဆီးဆောင်ရွက်တဲ့အခါမှာရဲတပ်ဖွဲ့ဝင်တွေများအနေနဲ့လည်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအနေနဲ့လည်းသူတို့ရဲ့ဒါလုံထုံးလုံနည်းများနဲ့အညီအစင်းစင်းဆောင်ရွက်လျက်ရှိပါတယ်ခုနကျွန်တော်တို့ဖြစ်တဲ့ဖြစ်စဉ်ဆိုတပြေကုန်းလိုဖြစ်စဉ်မျိုးရှိခဲ့ပါတယ်တပြေကုန်းလိုဖြစ်စဉ်မျိုးကလည်းအဓိကတော့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုစတင်ပြောကြပြစ်ပေါက်တာတွေစတင်ပြီးတော့ကြဒါဆဲဆိုတာရင်းနေစခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အာမခံနိုင်တာတစ်ခုကတော့ဒီဆန္ဒပြသူတွေကိုဆောင်ရွက်တဲ့အခါမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနော်သူ့ရဲ့စီမင်းစည်းကမ်းအတိုင်းစတင်ဆောင်ရွက်ခြင်းဖြစ်တယ်စတင်ပြီးတော့ကြပြစ်ခတ်တာမျိုးမရှိဘူးလို့ကျွန်တော်အာမခံနိုင်ပါတယ်ဟုတ်ကဲ့ပါတစ်ဆက်တည်းမေးချင်တာကမနေ့ကမန္တလေးဆန္ဒပြပွဲကိုဖြိုခွင်းတဲ့အချိန်မှာကျမတို့ဗီဒီယိုမှတ်တမ်းတစ်ခုရထားပါတယ်ရဲကားပေါ်ကနေပြီးတော့ရဲအရာရှိတူကလောက်လေးခွားနဲ့ချိန်ပြီးတော့ပြည်သူလူထုတွေကိုပြစ်တာကိုကျမတို့တွေ့ရပါတယ်ရဲတပ်ဖွဲ့ဆိုတာအဓိကရုဏ်းနှိမ်နင်းမဲ့နိုင်ငံတကာဥပဒေနဲ့အညီဆိုရင်နံပါတ်တုပ်အရင်ဆုံးကန်ရမှာမဟုတ်ဘူးလားနောက်ဒီ water canoe လို့ခေါ်တဲ့ရေနဲ့ဖြန်းပြီးတော့ဖြိုခွဲတာမျိုးကျမတို့လက်ခံတယ်ဒီအရက်ထဲကတာမန်လူတွေလှုပ်တယ်လို့မျိုးပေါ့ရဲဝစ်စုံဝစ်ထားပြီးတော့လောက်လေးခွားနဲ့ပြစ်တာဟာတရားဥပဒေနဲ့ညီသလားပေါ့နော်ဗိုလ်ချုပ်အဲ့ဒါကိုလည်းဖြေပေးပါရှင့်လောက်လေးကွာနဲ့ပြစ်တာကိုတော့တရားဥပဒေနဲ့ညီမညီကျွန်တော်လည်းဆုံးဖြတ်မပေးနိုင်ဘူး။ဘာလို့ဆုံးဖြတ်မပေးနိုင်လို့ဆိုတော့ခုနပြောတဲ့ဟာပေါ့နော်ရဲတပ်ဖွဲ့ဝင်အနေနဲ့ခုနပြောတဲ့ရေနဲ့ဖြန်းရမယ်လို့နံပါတ်တုံးနဲ့သူ့ကိုပေါ့နော်ကျွန်တော်မြင်တာသူ့ရဲကားပေါ်မှာရှိနေတယ်ရဲကားပေါ်မှာသွားနေတဲ့ကားပေါ်ကနေပြောကြခုနကျွန်တော်တို့မန္တလေးဖြစ်စဉ်ကျွန်တော်ပြလိုက်ပါတယ်ရဲကားတွေဖြတ်မောင်းတယ်ဘေးကနေပြီးခဲနဲ့ထုတာတော့သူကလည်းနံပါတ်တုံးနဲ့တော့သွားပြီးဆင်းရိုက်လို့မဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်နံပါတ်တုံးနဲ့ဆင်းရိုက်လို့မဖြစ်နိုင်ဘူးလို့မြင်တယ်ခုနပြောတဲ့ဒီလောက်လေးကွာနဲ့ပြန်ပစ်တယ်ဆိုတာဒီလဲသူ့မှာဒေသန္တရ
သုံးစွဲနိုင်အောင်တို့ရခင်ကအတိုင်းလှုပ်ထားတဲ့ဟာတွေဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးရှိပါသလားရှင်လောက်လေးပါရဲတပ်ဖွဲ့အနေနဲ့လေးကွက်ကင်ခွင့်ရှိသလားကျွန်မအဲ့ဒါကိုသိချင်တာပါလေးကကင်ခွင့်ရှိလာတော့ရဲတပ်ဖွဲ့ဝင်အနေနဲ့နော်တနက်နဲ့မပြည့်ချင်တို့သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့တော့သူ့ရဲ့အယူဆအရတော့ကင်ခွင့်ရှိတယ်ဥပဒေပြဋ္ဌာန်းချက်မှာတော့ရဲတပ်ဖွဲ့ဝင်များသည်လောက်လေးကကင်ခွင့်မရှိဘူးလို့တော့ကျွန်တော်လည်းမမြင်ပါဘူးဟုတ်ကဲ့ရပါပြီကျေးဇူးတင်ပါနောက်လူလက်ပေးပါကျွန်တော်ပြန်လက်ပေးပါအခုလေးပါနေပြီးတော့မှဒီပြစ်ခတ်ခံခဲ့ရတဲ့မများတက်ခံရဲ့ဥကောင်းအောင်ပေါ့နော်ပြစ်လိုက်တဲ့ကြီးစံဟာရာဘာကြီးစံဖြစ်တယ်လို့ဗိုလ်ချုပ်တို့တရားဝင်ပြောထားပါတယ်တက်မတော်သတင်းမှန်ပြန်ကြားရေးဖွဲ့မှာလေဒါပေမဲ့စေယုံကဆရာဝန်တွေကိုကျမတို့ဆက်တယ်မှာရာဘာကြီးစံဖြစ်တယ်လို့ကျွန်တော်သတင်းမှန်ပြန်ကြားရေးဖွဲ့ကထုတ်ထားတာရှိလားတက်မတော်သတင်းမှန်ဟုတ်ကဲ့မထုတ်လည်းရပါတယ်ဒါပေမဲ့ကျမရာဘာကြီးစံနဲ့ပြစ်တယ်လို့ကျမကြားမိလို့ပါဆိုတော့အခုစေယုံမှာပေါ့နော်ဆရာဝန်တွေကိုကျမတို့မေးကြည့်တဲ့အခါမှာဒါဟာအသက်ကိုချင်းချောက်လောက်တဲ့ကြီးစံအစ်စ်ဖြစ်တယ်လို့ပြောထားပါတယ်အုံနောက်ထဲမှာလည်းကြီးစံတွေ့ထားပါတယ်ညာဘက်ကဝင်ပြီးတော့ဘယ်ဘက်ကနေမထွက်ဘဲနဲ့အုံနောက်ထဲမှာကြီးစံတွေ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်အနေနဲ့ဗာများရှင်းပြနိုင်မလဲရှင်အဓိကတော့အဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပုံနေပေးလိုက်ပါမယ်ဗီဒီယိုဖိုင်တွေပေးလိုက်ပါမယ်သူဒီလည်းအကြမ်းဖက်မှုမှာပါဝင်ပြီးတော့အုတ်ခဲနဲ့စတင်ပစ်ခတ်တဲ့အမျိုးသမီးဖြစ်ပါတယ်ဒီအမျိုးသမီးလောက်တာကိုကျွန်တော်အပြစ်တင်နေတာမဟုတ်ပါဘူးရဲတပ်ဖွဲ့ဝင်အနေနဲ့ကျွန်တော်တို့မင်းများလေးရရှိပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမင်းများလေးရရှိတယ်ကျွန်တော်တို့အနေနဲ့သုံးနှုံးထားတဲ့အသုံးထဲမှာရာဘာကြီးစံနဲ့ပြစ်တယ်လို့လည်းမဟုတ်ဘူးကြီးစစ်ကြီးမှန်နဲ့ပြစ်တယ်လို့လည်းမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ဒါတနတ်ဒဏ်ရာရရှိခဲ့တယ်လို့ပဲကျွန်တော်တို့သုံးနှုံးထားတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါမင်းများဆောင်ရွက်လျက်ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒါတရားဥပဒေနဲ့အညီပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးမေးခွန်းမှာဗိုလ်ချုပ်ရပါပြီအမဟိုပြီးရင်ပြန်လှည့်ပေးပါမယ်ကျွန်တော်နောက်မှလည်းရှိပါသေးတယ်ကျေးဇူးပါရှင်ဗိုလ်ချုပ်ကျွန်တော်ဒုတိယနေဝင်စာနေက CEO မိုးဟင်းဒုတိယနေဝင်မှာကျွန်တော်မေကွန်းနှစ်ခုမေးရတယ်ခင်ဗျဒါပေမဲ့ဒီမေကွန်းမမေးခင်လေးမှာကျွန်တော်2မိနစ်လောက်ပြောဆိုဝင်ပေးပါဘာကြောင့်လဲဆိုတော့ပထမတော့ကျွန်တော်ဒီဟာကိုပြောဖို့စိတ်မရှိပါဘူးဘာကြောင့်လဲဆိုတော့1988နဝတအာဏာသိမ်းတဲ့အခြေအနေနဲ့ဒီ2021ဖေဖော်ဝါရီ1နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကနေပြီးတော့တာဝန်ယူလိုက်တဲ့နှစ်ခုဘယ်လိုကွဲပြားလဲဆိုတာကျွန်တော်နည်းနည်းလေးကျွန်တော်2မိနစ်လောက်ပြောခွင့်ပေးပါကျွန်တော်တို့ channel ကနိုင်ငံရေးသုံးသပ်ချက်တွေကိုပဲ political opinion ပေါ့ဖြစ်တဲ့အတွက်ကြောင့်ဒီကွဲပြားမှုကိုလူထုနဲ့ကဘာကိုကျွန်တော်ကွဲပြားကျွန်တော်သိစေချင်တာပါဘာကြောင့်လဲဆိုတော့1988ရေးတော်ပုံကြီးကိုကျွန်တော်ကိုယ်တိုင်ဥဆောင်ခဲ့တာကျွန်တော်တို့ကိုယ်တိုင်ဥဆောင်ခဲ့တာနံပါတ်1ကနေပြီးတော့10 15ထဲမှာပါတယ်ကျွန်တော်တို့ထောင်ထဲမှာ1500မှာကျွန်တော်နေခဲ့ရတယ်အဲ့တုန်းက88နဝတအာဏာသိမ်းတဲ့အချိန်မှာကျွန်တော်တို့ဖြစ်သွားခဲ့တဲ့ကင်တွယ်မှုနဲ့ဒီနေ့နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအစိုးရရဲ့ကင်တွယ်မှုဟာမိုးနဲ့မြေလိုกว่าတယ်ဒါကျွန်တော်ပဂတိမြင်တော်မြင်တာတိုင်းသုံးသပ်ပြတာတခြားစီပဲကျွန်တော်တို့1988စက်တင်ဘာ16ညနေတည်းကစပစ်တာအခုတနက်တန်တကယ်အစ်စ်တစ်ချက်မှကျွန်တော်မကြားရသေးဘူးရာဘာကြီးနဲ့ပြစ်တယ်အရေးပိုက်နဲ့ထိုးတယ်အဲ့တော့ဒီလိုအခြေအနေမှာဘာနှစ်ချက်ကိုသွားကွဲလွဲလဲဆိုတော့1988နဝတကောင်စီအာဏာသိမ်းစဉ်တော့အစိုးရမှာအကုန်လုံးကတက်မလို့စစ်တိုင်းမှုတွေကြီးပဲဖွဲ့တယ်စစ်အစိုးရအစ်စ် 100% စစ်အာဏာသိမ်းတဲ့စစ်အစိုးရအစ်စ်ကျွန်တော်တို့ကိုယ်တိုင်ပုံကန်းခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်ထပ်ပြီးကျွန်တော်တို့ကိုယ်တိုင်ထောင်ကြခဲ့တယ်ကျွန်တော်တို့ကမီဒီယာအဖြစ်နဲ့ရက်တည်ပြီးတော့နေတယ်တခါမှလည်းကျွန်တော်မပြောဘူးနိုင်ငံရေးစကားကိုဒါပေမဲ့အခုနိုင်ငံတော်အုပ်ချုပ်မှုကောင်စီကန်တွယ်မှုမှာအကုန်လုံးကရဲတပ်ဖွဲ့ဥရောပမှာဖြစ်နေတယ်ပြင်သစ်မှာဖြစ်နေတဲ့ဟာတွေအမေရိကမှာဖြစ်နေတဲ့ဟာတွေထိုင်းမှာဖြစ်နေတဲ့ဟာတွေအလားတူပဲရဲတပ်ဖွဲ့ကရေကားနဲ့ထိုးတယ်သတိပေးတယ်အစစ်နဲ့ကျွန်တော်မြင်နေရတယ်ဆိုတော့လူတို့ကိုကျွန်တော်ပြောချင်တာဆန္ဒသိမ့်မစောပါနဲ့ညင်တသာကန်နေတဲ့အချိန်မှာအားလုံးကညင်တသာပြီးဆုံးသွားမယ်ညင်တသာနဲ့မဟုတ်ဘဲနဲ့ကြမ်းကြမ်းတမ်းဖြစ်လာရင်ကျွန်တော်တို့88ကကျွန်တော်တို့ခံလို့အကုန်ခံသွားရမယ်အဲ့တော့ညင်တက်နိုင်ငံတော်အုပ်ချုပ်မှုကောင်စီရတယ်ပဲအကုန်လုံးမြေပုံဗကြိုတက်ချုပ်ဗကြိုမွေးမြောင်းလာနေပြီးတော့လမ်းပြမြေပုံ9ချက်ဆိုတာတယ်လီဗီရှင်းနဲ့လူတို့ကိုဓာတ်ရိုက်ရှင်းပြပြီးသွားပြီရွေးကောက်ပွဲလုပ်ပေးမယ်ပါတီတော်ဒီမိုကရေစီလို့သွားမယ်အကုန်လုံးပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အခုလို့ဆက်ပြီးတော့စူပူနေလို့ရှိရင်ကျွန်တော်တို့ဒါဖို့မရဒါဆိုမဖြစ်မယ်တစ်ချက်နောက်တစ်ချက်ကနံပါတ်2ချက်ကကျွန်တော်ပြောချင်တာကကျွန်တော်တို့ဗမာပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့အဓိက
ရှင်ပြီးတော့စဉ်းစားရမှာထိုင်းနိုင်ငံကကျွန်တော်တို့အနည်းဆုံးပဲ1932ခုနှစ်ကနေပြီးတော့2014နှစ်ထိုင်းနိုင်ငံမှာအာဏာသိမ်းတယ်လို့ကျွန်တော်မပြောဘူးနော်နိုင်ငံရေးဇက်ခုံမဟုတ်ထိုင်းတပ်မတော်က73ချိန်တိတိ1932နှစ်ကနေပြီးတော့2014ထိ73ချိန်နိုင်ငံရေးဇက်ခုံမှာတက်ပြီးတော့ထိန်းသိမ်းခဲ့ရတယ်ပြန်အားဖြင့်6နှစ်တစ်ချိန်ထိုင်းမှာစစ်တပ်အာဏာသိမ်းတယ်ဗမာပြည်မှာလွတ်လပ်ရေးရပြည်တဲ့ကနေစပြီးတော့တပ်မတော်ကနေနိုင်ငံရေးဇက်ခုံမို့တက်လာတယ်ပေါ့နော်1996နဲ့1988တော့ကျွန်တော်မပြောလို့ဘူးအခုနိုင်ငံရေးဇက်ခုံပုံမို့နော်နိုင်ငံတော်အုပ်ချုပ်မှုကောင်စီအစိုးရတက်လာတာအတွက်ချင်းကျွန်တော်တို့83နှစ်အတွင်းမှာ3ချိန်ပဲရှိသေးတဲ့ဖြစ်တဲ့ကြောင့်ထိုင်းနဲ့ဗမာနဲ့အခြေအနေကိုရှင်းလင်းလို့ရှိရင်ဗမာပြည်မှာတပ်မတော်ရဲ့နိုင်ငံရေးဇက်ခုံပုံကိုဝင်ရောက်မှုဆိုတာအမတန်ကိုအချိန်နှဲပါတယ်အဲ့ဒီအတွက်ကြောင့်ပြည်သူလူထုအနေနဲ့ဉာဏ်ပညာရှိနဲ့လက်ရှိအစိုးရဆောင်ရွက်နေတဲ့အပေါ်မှာစိတ်ရှိနဲ့ဘာလို့သွားနေတယ်လဲဘယ်လိုလုပ်နေလဲဒီတိုင်းသွားလို့အဖြေကိုရောက်မလားဒါပေါ်မှာစိတ်ရှိကြပေးဖို့လက်ရှိအစိုးရဆောင်ရွက်ချက်တွေကိုအကဲဖြတ်ပြီးတော့တင်လျှောက်ဖန်ပြောခဲ့တယ်ဘယ်ကြောင်မဲ့ဖြစ်ကြောင်မဲ့ဖြစ်ကြောင်ပဲဖြူပဲဖြစ်ကြွက်ခုံရင်ကြောင်ပဲတဲ့လက်ရှိနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအစိုးရကြွက်ခုံရင်ကြောင်ဖြစ်မှာပဲဒါတင်လျှောက်ပြီးပြောခဲ့တဲ့စကားအဲ့တော့ကျွန်တော်ဒါလို့ကျွန်တော်ကျင်တတ်ပါပြီကျွန်တော်မိကွန်းလေးမေးပြစီခင်ဗျာလက်ရှိအစိုးရအနေနဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကနေပြီးတော့ပုံမသိရှိလာဖို့အတွက်ပုံမရှင်းလင်းလာဖို့အတွက်ဘာတွေလုံဆောင်ပေးဖို့ရှိနေတယ်လဲဆိုတာကိုကျွန်တော်သိကြပါတယ်နံပါတ်2မေးခွန်းကလက်ရှိအစိုးရအနေနဲ့ငြိမ်းချမ်းရေးကတိတ်အရေးကြီးပါတယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဆောင်ရွက်ချက်တွေမှာဘယ်လိုဟာတွေကိုဆက်လက်ဆောင်ရွက်မဲ့လုပ်ကိုင်မလဲဆိုတာကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရှင်းလင်းတိတိကျကျသိလို့ပါတယ်ကျေးဇူးတင်ပါတယ်ဘုရားဒီကတော့ကျွန်တော်တို့ကတော့ခုနပြောတဲ့စကားတွေအတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီစပြီးတာဝန်ယူကြတဲ့တိုင်ဒါပြောပြီးဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖွဲ့စည်းပုံကိုကြည့်ပါကျွန်တော်တို့8 ပေါင်း 8ပါတပ်မတော်အရာရှိတပ်မတော်ကာကွယ်ရေးချုပ်အပါအဝင်အရာရှိ8ယောက်နဲ့ဒီတိုင်းရင်းသားကိုယ်စားလှယ်တွေပြီးရင်ကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေကခေါင်းဆောင်တွေ10ဦးနဲ့ဖွဲ့စည်းထားဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဒီဝန်ကြီးဌာနတွေမှာလည်းဝန်ကြီးများခန့်ထားမှုမှာလည်းကျွန်တော်တို့သက်ဆိုင်ရာနယ်ပယ်လိုက်ကျွမ်းကျင်တဲ့လူတွေကိုပဲကျွန်တော်တို့ခန့်ထားဆောင်ရွက်တာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ရဲ့ဒီဆောင်ရွက်ချက်တွေကိုဒါသိနိုင်မှာဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးပြောခဲ့တာလည်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကြလည်းဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးချုပ်အနေနဲ့လည်းကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ဘယ်လိုရည်မှန်းထားတာတွေရေရှည်အာဏာနဲ့ပတ်သက်ပြီးရေရှည်တာဝန်ယူပြီးဆောင်ရွက်မှာမဟုတ်တဲ့အကြောင်းတွေကိုပြောပြီးဖြစ်ပါတယ်အခုနမေကွန်းနဲ့ပတ်သက်ပြီးတော့ဒီအစိုးရရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး roadmap 5ချက်နဲ့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒါအပြင်ပြည်သူလူထုကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိရနိုင်အောင်ဆိုမလို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစည်းအဝေးတွေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာဘာတွေပြောသွားတယ်ဆိုတာကိုကျွန်တော်တို့ဒါသတင်းထုတ်ပြန်ပေးလျက်ရှိတယ်အစည်းအဝေးလုပ်တိုင်းမှာသတင်းထုတ်ပြန်ပေးလျက်ရှိတယ်ဒါအပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစိုးရအဖွဲ့ပေါ့နော်ဘာတွေလှုပ်ဆောင်နေတယ်ဘယ်လိုတွေဆွေးနွေးခဲ့ကြတယ်ဆိုတာလည်းကျွန်တော်တို့သတင်းထုတ်ပြန်ပေးလျက်ရှိတယ်သတင်းထုတ်ပြန်တာမှကျွန်တော်တို့အနေနဲ့စီမံအုပ်ချုပ်ရေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့နော်ဘာအကြောင်းနေလို့တော့အကြောင်းအရာအသေးစိတ်ကနေစပြီးတော့ကျွန်တော်တို့ရေးခဲ့တာဖြစ်ပါတယ်ကျွန်တော်မေးခွန်းတစ်ခုထုတ်ချင်တာကဒီမိုကရေစီခေတ်လို့ပြောခဲ့တဲ့လွန်ခဲ့တဲ့9 နှစ်တာကာလအတွင်းမှာနိုင်ငံတော်အစိုးရနဲ့ခုနပြောတဲ့မူဝါဒတွေကိုချမှတ်ပေးမဲ့ policy maker များအနေနဲ့ခုတပ်မတော်ရဲ့တပ်မတော်ဆိုတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့လှုပ်ဆောင်ချက်တွေအစိုးရကဘာတွေဆက်လုပ်သွားမယ်ဘာတွေဆွေးနွေးကြတဲ့လှုပ်ဆောင်ချက်တွေရဲ့အများကြီးကျွန်တော်မပြောဘူးသုံးပုံတဘောတရင်ထုတ်ပြန်ခဲ့တယ်ဆိုရင်ကျွန်တော်ပြခုပြည်သူလူထုကိုကျွန်တော်တို့ကအစိုးရဘာတွေလုပ်မယ်ဘာတွေလုပ်နေတယ်ကောင်စီဘာတွေလုပ်နေတယ်ဘာတွေလုပ်မယ်ကျွန်တော်တို့ဘယ်မူဝါဒနဲ့သွားမယ်ဆိုတာကိုကျွန်တော်တို့အပတ်စဉ်အစည်းအဝေးတိုင်းမှာအသေးစိတ်ပြောသမျှကိုကျွန်တော်တို့ထုတ်ပြန်ပေးလျက်ရှိပါတယ်ဒါဒီပွင့်လင်းမြင်သာမှု
ပြည်သူကိုလေးစားတန်ဖိုးထားခြင်းနေရက်ပြရုပ်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်ပေါ့နော်အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါအဖွဲ့၃ဖွဲ့ဖွဲ့စည်းပါမယ်ပထမအဖွဲ့ဒီအမျိုးသားစီးလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဖြစ်ပါတယ် National Solidarity and Peace Making Central Committee ဖြစ်ပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ပြီးတော့စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနဲ့ဒါလိုအပ်တဲ့သူများနဲ့ကျွန်တော်တို့ဖွဲ့စည်းသွားမှာဖြစ်ပါတယ်အဓိကကတော့ဒီမူဝါဒပေးတာတွေဥဆောင်လမ်းညွှန်မှုပြုတာတွေကိုကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒုတိယအဖွဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ National Solidarity and Peace Making Working Committee ကျွန်တော်တို့ဖွဲ့ပါမယ်ဒီမှာတော့ကျွန်တော်တို့ဒုတိယတပ်မတော်ကာကွယ်ရေးဦးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဦးစီးပြီးတော့ဒါကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဓိကအဖြစ်ပြည်ထောင်စုဝန်ကြီးတွေပါနိုင်ပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ဒါတိုင်းနဲ့ပြည်နယ်အလိုက်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတွေအဖွဲ့အနေပါပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ရည်မှန်းထားတာကတော့တကယ်ထိထိရောက်ဖြစ်အောင်လို့မလို့သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကတိုင်းမှုတွေပါဒီအဖွဲ့ထဲမှာပါဝင်ပြီးတော့ကျွန်တော်တို့လက်တွေ့ကြကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကတော့ခုနပြောတဲ့မူဝါဒတွေကိုဒါငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးမယ်အဖွဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့အမျိုးသားစီးလုံးညီညွတ်ရေးငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကျွန်တော်တို့ဖွဲ့စည်းမှာဖြစ်ပါတယ်အကြခင်ထွက်လာပါလိမ့်မယ်အဲဒီဖွဲ့စည်းတဲ့အခါမှာတော့ကျွန်တော်တို့ရခိုင်တပ်မတော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုဦးစီးအဖွဲ့ဖြစ်တဲ့ဗိုလ်ချုပ်ကြီးရာပြည့်ဦးစီးပြီးဝန်ကြီးများတကယ်လှုပ်ဆောင်ရမယ့်ဝန်ကြီးများပါဝင်တဲ့အဖွဲ့တွေရခိုင်ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာရခိုင်လင်းချမ်းရေးလုပ်ငန်းစဉ်တွေမှာထဲထဲဝင်ပါဝင်ဆောင်ရွက်နေခဲ့တဲ့ပါဝင်ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာပါနေတဲ့အကြံပေးတွေအပြင်မှာရှိတဲ့အကြံပေးတွေပါလိမ့်မယ်သူတို့ကတော့ကျွန်တော်တို့ဒါညှိနှိုင်းရေးကော်မတီအနေနဲ့လှုပ်ပြီးတော့ညှိနှိုင်းရေးကော်မတီနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာဒါအရေးကြီးတဲ့အကြောင်းဒါမြန်မာနိုင်ငံမှာဒီငြိမ်းချမ်းရေးဖြစ်စဉ်မရှိဘဲနဲ့ကျွန်တော်တို့ရှေ့ဆက်သွားနိုင်ဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါတပ်မတော်ကာကွယ်ရေးချုပ်အနေနဲ့အထူးလေးထားတဲ့အကြောင်းကိုကျွန်တော်တို့21ရာစုပင်လုံညီလာခံနေမှာကော NCA နှစ်ပတ်လည်နေမှာကောအများအားပြောခဲ့ပါတယ်ဒီကော်မတီတွေကိုဖွဲ့စည်းပြီးကျွန်တော်တို့ဒီငြိမ်းချမ်းရေးကိုလက်တွေ့ကြအောင်နံပါတ်1ကလက်တွေ့ကြတဲ့ငြိမ်းချမ်းရေးဖြစ်စေရမယ်နံပါတ်2ကတော့ဒီတစ်နှစ်အတွင်းမှာလက်တွေ့ကြတဲ့နော်ဒီတစ်နှစ်အရေးပေါ်ကာလတာဝန်ထမ်းဆောင်ခြင်းအတွင်းမှာအရေးပေါ်ကာလတာဝန်ထမ်းဆောင်ခြင်းမှာလက်တွေ့ကြတဲ့ရလဒ်တွေရအောင်ကျွန်တော်တို့ဆောင်ရွက်သွားပါမယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဘယ်လိုငင်းရေးနဲ့ပတ်သက်လို့ဖြည့်ပြီးသွားလားခင်ဗျာဟုတ်ကဲ့ခုနအဲ့ကော်မတီတွေကျွန်တော်တို့လက်တွေ့ကြတဲ့ဟာ၃ခုဖွဲ့ပါမယ်ဖွဲ့တဲ့အခါမှာကျွန်တော်တို့ရခင်ကပြောနေတယ်လို့တပ်မတော်နဲ့ဓာတ်ရိုက်ဆွေးနွေးတာတယ်ခုနပြောလို့လုပ်ငန်းကော်မတီမှာဆိုရင်ကျွန်တော်တို့ကဒီပြည်နယ်ဥက္ကဋ္ဌတွေကိုယ်တိုင်ရောပြီးရင်တော့တိုင်းမှုတွေကိုယ်တိုင်ရောကျွန်တော်တို့ပါဝင်မှာဖြစ်ပါတယ်အဲ့၃ခုနဲ့ကျွန်တော်တို့ဆောင်ရွက်မယ်ကျွန်တော်ပြောနိုင်တာတော့ဒီအရေးပေါ်ကာလအတွင်းမှာကျွန်တော်တို့ဒီဒါလက်တွေ့ကြတဲ့ဖြစ်ပေါ်တိုးတက်မှုမျိုးလက်တွေ့ကြတဲ့ဆွေးနွေးမှုမျိုးလက်တွေ့ကြတဲ့ရလဒ်မျိုးဖြစ်လာအောင်ကျွန်တော်တို့ဆောင်ရွက်မယ်ဆိုတာပြောလို့ပါတယ်ဟယ်လိုဟုတ်ကဲ့ကျွန်တော်ရှင်းဝသတင်းဌာနပါခင်ဗျာဟုတ်မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်ခင်ဗျာဒီအနောက်နိုင်ငံကနေပြီးတော့ဒီတက်မတော်ကိုပိတ်ဆို့ရေးယူမှုရလှုပ်ဆောင်နေတဲ့အပေါ်မှာဘယ်လိုတုံ့ပြန်ရေးယူဆောင်ရွက်သွားမလဲဆိုတာသိချင်ပါတယ်ခင်ဗျာအဓိကတော့ဒီပိတ်ဆို့ရေးယူမှုလုပ်ငန်းတွေနော်ဆောင်ရွက်နေရလဲကျွန်တော်တို့ဒါတွေ့ရှိရပါတယ်ဒါမတိုင်ခင်ကတည်းကဒီဟာမတိုင်ခင်ကတည်းကပိတ်ဆို့ရေးယူမှုလုပ်မယ်ဆိုတဲ့ကိစ္စတွေလှုပ်ဆောင်တာဒါတော့ဒါသူတို့ရဲ့လုပ်ငန်းပါပဲသူတို့ရဲ့လုပ်ငန်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဦးနေဒါနဲ့ပတ်သက်ပြီးသူတို့ရဲ့လုပ်ငန်းပေါ်မှာလဲကျွန်တော်တို့အနေနဲ့ကတော့ထူးခြားပြီးဝေဖန်စရာမရှိပါဘူးပြောရမယ်ဆိုတော့ညှော်လင်းပြီးသားတွေလည်းဖြစ်ပါတယ်ဘယ်လိုပဲပြောကျွန်တော်တို့အနေနဲ့ဒီ
ဒီပြည်သူလူထုရဲ့စားဝတ်နေရေးပြည်သူလူထုရဲ့လူမှုဘဝလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးတွေကိုကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့1988ခုနှစ်နိုင်ငံတော်မှာပေါ့နော်အဲ့ဒီတုန်းကဟာလဲကြာဘူးမှာနိုင်ငံတော်မှာ1988ခုနှစ်ဗန္နာငွေနဲ့ပတ်သက်လာပြီးတော့ကြာအကြအတဲတွေ့နေရချိန်တောင်မှပဲကျွန်တော်တို့အနေနဲ့ဒါလှုပ်ဆောင်လာနိုင်ပြီးတော့ကြာမြန်မာနိုင်ငံကိုကျွန်တော်တို့နိုင်ငံကိုအခြေအနေတိုင်းတာတစ်ခုထိတိုးတက်အောင်ခုမြင်နေရတဲ့ပေါ့ဗျာအနည်းဆုံးဟိုနားလည်အောင်ပြောခုမြင်နေရတဲ့ဒီကျွန်တော်တို့လုပ်နေတဲ့အဆောက်အဦကျွန်တော်တို့သတင်းစာရှင်းပွဲလုပ်နေတဲ့အဆောက်အဦကရှာပြီးဒီနေပြူတော်ဆိုတဲ့ဟာရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးဆိုတဲ့ဟာတွေဖြစ်ပေါ်လာအောင်ကျွန်တော်တို့ဒီလိုမျိုးအခြေအနေကနေတည်ဆောက်လာတာဖြစ်ပါတယ်ဒီနေ့ဒီလိုမျိုးအခြေအနေမျိုးမဟုတ်တော့ပါဘူးရခင်ကရက်တိုင်ကျွန်တော်တို့မှာပေါ့နော်ရှိပြီးသားဖြစ်တဲ့အခြေခံအဆောက်အဦတွေရှိပြီးဖြစ်ပါတယ်ဒီပေါ်မှာဒါပြည်သူလူထုနဲ့အတူပူးပေါင်းပါဝင်ပြီးတော့ပူးပေါင်းလက်တွဲပြီးကျွန်တော်တို့ဒါပုံမူတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ကျွန်တော် Skyline Update Channel ကကိုအောင်စောပါခင်ဗျာကျွန်တော်မေးခွန်းနဲ့3ခုမေးခွန်းပြုပါကျွန်တော်ခုမေးချင်မေးခွန်းတော့ဒီနိုင်ငံသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်စုကြည်တို့ကိုလွတ်ပေးကြဖို့တောင်းဆိုနေကြတာရှိနေပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်တို့ဒီဘယ်အချိန်လောက်မှလွတ်ပေးမလဲပါတီဆက်လုပ်နေလဲပေါ့နော်နောက်ပြီးတော့ဒီသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကျမ်းမာရေးအခြေအနေပေါ့နော်အဲ့ဘယ်လိုရှိလဲသိကြပါလားခင်ဗျာနံပါတ်1မေးခွန်းအနေနဲ့ဒီကတော့ကျွန်တော်တို့ဒီဒေါ်ဆောင်စုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့ကျမ်းမာရေးအခြေအနေကောင်းမွန်ကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်နံပါတ်2ချက်ကတော့ကျွန်တော်တို့အနေနဲ့ဒါဥပဒေများနဲ့အညီပဲဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဥပဒေကိုကြော်လွန်ပြီးကျွန်တော်တို့ဆောင်ရွက်မှာမဟုတ်ဘူးဆိုတာပဲပြောလိုပါတယ်ကျေးဇူးပါနံပါတ်2မေးခွန်းအနေနဲ့ပေါ့နော်ဒီအခုကျွန်တော်ကျမတော်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာပေါ့ကျွန်တော်သိတာဒီ NLD တာဝန်ရှိသူတို့ကိုထိုင်းသိမ်းထားတာတွေပိတ်ဆို့ထားတွေရှိတယ်လို့လည်းကျွန်တော်သိရပါတယ်ခင်ဗျအဲ့တော့ဒီဘာကြောင့်ဒီလိုလုပ်ရပါသလဲနောက်ပြီးထိုင်းသိမ်းထားတဲ့သူတွေရဲ့ပုံကိုယ်တွေရဲ့ဒီကျမ်းမာရေးအခြေအနေရောဘယ်လိုရှိလဲသိလို့ပါတယ်ခင်ဗျာကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ဒီအခန်း30ပေါ့နော်အခန်း30မှာတော့ကျွန်တော်တို့နိုင်ငံရေးပါတီနဲ့ပတ်သက်ပြောကြအခန်း30မှာကျွန်တော်တို့ပြဋ္ဌာန်းထားတာရှိပါအခြေခံအားဖြင့်တော့ဒီနိုင်ငံရေးပါတီတွေကဒုတော်ဝင်အရေး3ပါးကိုဥတီချက်ထားဖို့နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကိုစောင့်သိယူသိဖို့ဖြစ်တယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတာဝန်ယူပြီးနောက်ပိုင်းမှာတော့ဒါနိုင်ငံတော်ရဲ့လုံခြုံရေးအရာဆက်ဆက်ပြီးစစ်ဆေးနေရတာတွေရှိပါတယ်ဖော်ထုတ်နေရတာတွေရှိပါတယ်ဒါတွေလောက်ကိုင်းနေတဲ့ရည်ရွယ်ချက်ကလည်းဒီမြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာနိုင်ငံသားများထံမှာအမှန်တကယ်ဆင်းသက်ဖို့အတွက်ပဲဖြစ်ပါတယ်တွေ့ရှိချက်တွေအများကြီးရှိပါတယ်အဲ့ထက်ကကျွန်တော်ပြောနိုင်တာတစ်ခုပဲပြောရမယ်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာနိုင်ငံခြားငွေစီးဆင်းမှုများတွေ့ရှိရပါတယ်အချို့အချက်လက်များရရှိနေပြီဖြစ်ပါတယ်တင့်လျော်တဲ့အချိန်ရောက်ရင်သက်ဆိုင်ရာကဏ္ဍအလိုက်ထုတ်ပြန်ပေးတာတွေရှင်းလင်းပေးတာတွေပွင့်လင်းမြင်သာစွာဆောင်ရွက်သွားပါမယ်နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နံပါတ်3မေးခွန်းအနေနဲ့ဒီ CDM ကိစ္စမေးချင်ပါတယ်ခင်ဗျဒီနိုင်ငံအနှံ့ပြားမှာဒီဝန်ထမ်းတွေကနိုင်ငံဝန်ထမ်းတွေအားလုံးက CDM ဒီမှာလုပ်နေကြတာတွေ့ရှိရပါတယ်ခင်ဗျတွေ့ရှိရတော့ဒီအချို့ဝန်ထမ်းတွေမှာလည်း CDM မှာပါဝင်တဲ့ဝန်ထမ်းတွေမပါရှိတယ်လို့မပါဝန်ထမ်းတွေရှိပါတယ်ခင်ဗျအဲ့တော့ကျွန်တော်မေးချင်တာတော့ဒီ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကိုဒီဖန်ဆီးနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရပါတယ်ခင်ဗျနော်အဲ့တော့ဒီ CDM နဲ့ပတ်သက်ပြီးတော့အစိုးရအနေနဲ့ပေါ့ဒီလုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဘယ်လိုမျိုးတာဝန်ယူပေးမလဲဘာဆက်လုပ်မလဲဆိုတာလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဒီ CDM ကိစ္စနဲ့ပတ်သက်ပြီးပြောရရင်တော့ဒါမဖြစ်တဲ့ကိစ္စတစ်ခုပဲဖြစ်တယ်အဓိကတော့နိုင်ငံရေးသမားတွေကနိုင်ငံဝန်ထမ်းတွေကိုသူတို့ရဲ့နိုင်ငံရေးလူဘပြည့်ဖို့အတွက်တရားခံတွေအဖြစ်ထိတ်တိုက်တွေ့ဆုံရေးလမ်းကြောင်းပေါ်အတင်းမြောက်ပြီးတင်နေတာလို့ပဲကျွန်တော်မြင်တယ်ကျွန်တော်မနေ့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ရေးချုပ်အနေနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာဒီ CDM ကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့တာရှိပါတယ်ဒါတော့နိုင်ငံဝန်ထမ်းတွေရဲ့
CDM လှုပ်ရှားမှုကိုစိတ်ရှိလက်ရှိနဲ့ဆောင်ဆိုင်နေပါတယ်ကျမ်းမာရေးဝန်ထမ်းတွေအနေနဲ့ပြည်သူလူထုကျမ်းမာရေးအတွက်ပြည်သူစေယုံစေကမ်းများမှာကျမ်းမာရေးစောင့်ရှောက်မှုပေးရမယ်လုပ်ငန်းတာဝန်မထမ်းဆောင်မှုတွေဟာဆရာဝန်များရဲ့တစ္ဆာအဋ္ဌံကိုဖောက်ဖျက်ရာရောက်ပြီးပြည်သူများအနေနဲ့အရေးပေါ်ကျန်းမာရေးပေါ့နော်စောင့်ရှောက်မှုခံယူရမှာပြင်ပဆေးရုံဆေးကမ်းတွေကိုငွေကြေးအကုန်ကြများစွာနဲ့ကုသမှုခံယူနေရတဲ့အတွက်ပြည်သူများအနေနဲ့ထိခိုက်နေတာမှုတွေရှိတဲ့အကြောင်းဒါကြောင့်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လူအသက်ဟာအရေးကြီးတယ်လို့ပြောကြားခဲ့တာရှိပါတယ် CDM နဲ့ပတ်သက်ပြီးတော့ကြာတချို့သောဌာနတွေဌာနရဲ့တာဝန်ရှိသူအချို့ကိုယ်တိုင်လှုံ့ဆော်နေတာတွေကျွန်တော်တွေ့ရပါတယ်တချို့သူတွေကနိုင်ငံရေးခံယူချက်ဆိုတာထက်နောက်ွယ်ရကိုကျိုးအကြောင်းတရားတွေပါပါတယ်ဒီလိုဝန်ထမ်းတွေဖြစ်ပြီးတော့ကြာလှုံ့ဆော်နေတာတွေတော့တည်ဆဲဥပဒေနဲ့အညီအရေးယူဆောင်ရွက်ရပါလိမ့်မယ်နိုင်ငံဝန်ထမ်းများမြည်သည့်နိုင်ငံရေးခံယူချက်ရှိသည်ဖြစ်စေပါတီနိုင်ငံရေးနဲ့တော့ကင်းရှင်းရမယ်ဆိုတာဒီမိုကရေစီရဲ့ကျင့်စဉ်မှာဖြစ်တယ်ထွင်ပြီးတော့ကြာပြဋ္ဌာန်းထားတဲ့ဟာမဟုတ်ဘူးဒါဒီမိုကရေစီကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်ကတော့တပ်မတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဆရာဝန်တွေကျမ်းမာရေးဝန်ထမ်းတွေဟာတတိသစ္စာဆိုထားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့သစ္စာဆိုထားတာကနိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ဖြစ်ပါတယ်ပါတီတစ်ပါတီအဖွဲ့အစည်းတစ်ခုအတွက်သစ္စာဆိုထားတာမဟုတ်ဘူးလူသားချင်းကိုချင်းစာစိတ်တို့လူအခွင့်အရေးဆိုတာပါးစပ်နဲ့တော့ပြောလို့မရပါဘူးလက်တွေ့လှုပ်ဆောင်မှရမှာဖြစ်ပါတယ်ဒါအစိုးရဝန်ထမ်းတွေကိုလုပ်ငန်းခွင်အမြန်ပြန်ဝင်ကြဖို့အရေးယူမှုတွေလုပ်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့တဝင်ပြောကြားခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းခွင်အမြန်ဝင်ကြဖို့လုပ်ငန်းခွင်ပြန်ဝင်လောက်လာတဲ့ဒါဝန်ထမ်းများကိုလည်းကျွန်တော်တို့အနေနဲ့အရေးယူမှုပြုမှာမဟုတ်ပါဘူးလက်တွေ့စမ်းစစ်ကြည့်ပါဝန်ထမ်းတွေကိုမြောက်ပင့်ပေးနေတာတွေကဘယ်လိုတွေလဲအဲ့မြောက်ပင့်ပေးနေတဲ့လူတွေကဘာတွေနဲ့သူတို့ကအသက်မူရန်ကြောင်းပြုနေတဲ့လူတွေလဲသေချာလေ့လာကြည့်ပါကျွန်တော်ပြောချင်တာကတော့ဒါဆိုရင်အဖြေပေါ်လိမ့်မယ်ကျွန်တော်ပြောချင်တာကတော့ဝန်ထမ်းများအနေနဲ့ခုအလုပ်လုပ်ကင်နေတဲ့ဒါမိမိတာဝန်ကိုတိုင်းပြည်နဲ့နိုင်ငံတော်နဲ့ပြည်သူကမှသစ္စာရှိသည့်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရှိပါတယ်အားလုံးကိုဒါတပ်မတော်ကာကွယ်ရေးရုပ်ဒီကောင်စီဥက္ကဋ္ဌအနေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတာကိုကျွန်တော်တို့ဒီနိုင်ငံတော်ကိုပြောတဲ့ပြည်သူလူထုကိုပြောတဲ့မိန့်ခွန်းထဲမှာလည်းကျေးဇူးတင်ကြောင်းကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့အစိုးရဝန်ထမ်းတွေအနေနဲ့ကတော့ဒီ professional ကြဒါအပြုံးမပြက်ရုံးတက်ကြဖို့တိုက်တွန်းလိုပါတယ်အပြုံးမပြက်ရုံးတက်နိုင်အောင်လည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော် VON သတင်းဌာနဦးမောင်ထွန်းပါခင်ဗျာကျွန်တော်လည်းမိန်းကလေး3ခုလောက်မိပါခင်ဗျာပထမတစ်ခုကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲမတမာဘူးရှိတယ်လို့တပ်မတော်ကဆွဆွဲခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းတပ်မတော်ကအခုအချိန်လေးကိုထိမ့်သိမ်းခဲ့တာပေါ့နော်အဲ့တော့ဒီဆွဆွဲခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိစစ်ဆေးပြီးပြီလဲအဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ2018ခုနှစ်ကတည်းကတိုင်းကျွန်တော်တပ်မတော်ကာကွယ်ရေးချုပ်အနေနဲ့တရားမျှတတဲ့တန်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တို့တန်ရှင်းတဲ့တရားမျှတတဲ့နိုင်ငံရေးဖြစ်ဖို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်ဒီအသစ်ဖွဲ့စည်းထားတဲ့ရွေးကောက်ပွဲကော်မရှင်အနေနဲ့စစ်ဆေးမှုတွေကိုကျွန်တော်တို့ကြကြပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါတယ်ပထမအကြိမ်စစ်ဆေးတွေ့ရှိချက်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်17ရက်နေ့လ2021ခုနှစ်ထုတ်ပြန်ချက်အရရခိုင် UEC ကစာနာမဲပေးပိုင်ခွင့်ရှိသူ38တန်း2သိန်းကျော်38တန်း2သိန်း9ပေါင်းကျော်ပေါ့နော်အဲ့လောက်ရှိတယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်2020ပြည့်နှစ်နိုဝင်ဘာလအလုံသမားလူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရစာနာမဲပေးပိုင်ခွင့်ရှိသူတွေအနက်နိုင်ငံသားပြင်ကျွန်တော်တို့နိုင်ငံသားပြုခွင့်ရသူစင်းအား32တန်း2သိန်းကျော်ဖြစ်ပါတယ်စရင်ကွာထားတဲ့6တန်းရှိတယ်ဆိုတာသူတို့ပထမဆုံးချင်းထုတ်ပြန်ပြီးဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့နေပြည်တော်နဲ့မြို့နယ်ရှစ်မြို့နယ်ကိုတော့ကျွန်တော်တို့အသေးစိတ်စစ်ဆေးပြီးဖြစ်တယ်အဲ့မှာတော့ကျွန်တော်တို့ဒါနိုင်ငံသားစစ်ဆေးရေးကတ်မရှိပဲမဲစင်းပါဝင်နေတာလေနိုင်ငံသားစစ်ဆေးရေးကတ်တစ်ခုတည်းနဲ့မဲစင်း3ကြိမ်အထက်ပါနေတာလေမဲစင်း2ကြိမ်ပါနေတဲ့သူတွေစုစုပေါင်း26,414ခုရှိပါတယ်ဒီ UEC အသစ်အနေနဲ့ကတော့အသေးစိတ်စစ်ဆေးလျက်ရှိပါတယ်ကျွန်တော်ပြောနိုင်တာကတော့တွေ့ရှိချက်တွေကို UEC ကမကြခင်မှာတွေ့ရှိချက်တွေနဲ့ဖြစ်စဉ်တွေကိုရှင်းလင်းတော့ပါလိမ့်မယ်ပြောတော့ပါလိမ့်မယ်ရှင်းလင်းတော့ပါလိမ့်မယ်
ပွင့်လင်းမြင်သွားရှင်းသွားပါလိမ့်မယ်ကျွန်တော်ပြောချင်ပါတယ်ဒါတွေကို UEC အသစ်အနေနဲ့ကျွန်တော်ဆက်လုပ်ပါလိမ့်မယ်ရှင်းတာတွေဆက်လုပ်ပါလိမ့်မယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့မနေ့ကဖြစ်စဉ်ပေါ့နော်မန္တလေးမှာဆန္ဒပြတဲ့လူတွေနဲ့ဆန္ဒပြတဲ့အဖွဲ့ကိုဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေထိန်းတဲ့အချိန်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအချို့ကယူနီဖောင်းတွေကဘက်တစိတ်တွေမပါဘူးဖြစ်နေတယ်အဲ့ဒါဘောနော်ဥပဒေနဲ့ညီပါရဲ့လားဆိုတော့လေအဲ့ဒါလေးနည်းလေးရှင်းပြပေးပါဦးခင်ဗျာနောက်ပြီးတော့တချို့ယူနီဖောင်းအပေါ်ကနေဂျာကင်ဝတ်ထားပြီးတော့ဟွာတွေပါကြီးကလိုင်းပေါ်မှာတက်နေတော့လေအဲ့ဒါလည်းမေးလဲသိလဲသိကျင်တော့ပါသူကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်လဲစစ်ဆေးပေးပါမယ်တခုပဲရှင်းနိုင်ပါတယ်တခုပဲရှင်းနိုင်ပါတယ်ဆိုတော့ဒီယူနီဖောင်းနဲ့သူပေါ့နော်ယူနီဖောင်းနဲ့သွားနေတာဖြစ်ပါတယ်ဒါကတော့ဟိုပေါ့နော်သူလုပ်ငန်းတာဝန်ထမ်းဆောင်တဲ့အခါမှာထွက်လာတဲ့အချိန်မှာသူ့အနေနဲ့ပေါ့နော်ဒီအနှွေးတဲ့ပါခြင်းမပါလိမ့်မယ်အနှွေးတဲ့မပါတဲ့အတွက်အဲ့မှလည်းမြင်ပါတယ် track suit ဝတ်ထားတာမြင်ပါတယ်အနှွေးတဲ့မပါတဲ့အတွက်ကြောင့်မလို့အပေါ်ကနေ track suit ထောက်ဝတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဥပဒေချိုးဖောက်လို့တဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်တာတော့မဟုတ်ပါဘူးလှုပ်ဆောင်တာတော့မဟုတ်ဘူးသူ့အနေနဲ့ဒီတာဝန်ထမ်းဆောင်ရတဲ့တချို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတော့ဒီနေပြီးတော့မှကျွန်တော်ဝေးဝေးမကြည့်ဘူးဒီနေပြီးတော့မှတာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေတောင်မှပဲသူတို့အနေနဲ့ဒီလမ်းတွေပေါ်မှာစောင့်နေရတယ်လမ်းတွေပေါ်မှာလုံနေရတာတွေဒါလုံခြုံရေးစောင့်နေတာသူတို့တော်တော်လေးပင်ပန်းပါတယ်ကျွန်တော်အနေနဲ့လည်းဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အနေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်နေတဲ့တာဝန်ထမ်းဆောင်မှုကိုအတိမတ်လည်းပြုပါတယ်လေးစားပါတယ်သူတို့အနေနဲ့ဒီမနက်ကနေညနေညဘိုင်းထိသူတို့စောင့်နေရတာတွေ့ပါလိမ့်မယ်အဲ့ဒီအချိန်မှာနော်တာဝန်ထမ်းဆောင်ဖို့ထွက်လာတဲ့အချိန်မျိုးမှာပဲကျွန်တော်တို့ဒါအနွေးတဲ့မပါတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ကျန်တဲ့ဥပဒေချိုးဖောက်လို့တဲ့ရည်ရွယ်ချက်မရှိပါဘူးဟုတ်ကဲ့နောက်တစ်ခုကတက်ကမဲမတမာမှုစင်းတွေထုတ်ပြန်တဲ့ဒါနဲ့ပတ်သက်ပြီးတော့ရခိုင်ကလည်းပြောခဲ့တယ်ပေါ့နော်ဒါတက်ရဲ့အလုပ်မဟုတ်ဘူးနိုင်ငံရေးပါတီရဲ့အလုပ်လွတ်လပ်တဲ့စောင့်ကြည့်သူတွေရဲ့အလုပ်ဆိုဝေဘာနာတွေရှိပါတယ်ခင်ဗျာခက်ရှင်းရှင်းနည်းနည်းလေးတော့စကားပြောတာရိုင်းသွားရင်တော့ခွင့်လွှတ်ပါဘာပြောလဲဆိုတော့စကားပုံတစ်ခုနဲ့ပေါ့နော်နွားရှိထွန်ကျူးလို့ဖြစ်နေပါတယ်ခင်ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တက်ကဘာပြောချင်ပါလဲခင်ဗျာတမတော်အနေနဲ့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒါစနစ်တကျအသေးစိတ်စင်းနေကျွန်တော်ထုတ်ပြန်ခဲ့တာရှိတယ်ဒါပွင့်လင်းမြင်သာစွာနဲ့အထောက်အထားအစုံတွေနဲ့ဒီသတင်းတောက်တွေရဲ့ရှေ့မှာပဲကျွန်တော်တို့လှုပ်ဆောင်ပေးကြတာဖြစ်တယ်တမျိုးနယ်ချင်းအလိုက်နောက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်အတွင်းမှာရှိတဲ့မျိုးနယ်တစ်ခုချင်းအလိုက်တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်အပြန်အလှန်စစ်ဆေးမှုတွေကွန်ပျူတာစနစ်နဲ့စစ်ဆေးမှုတွေမီဒီယာတွေရှေ့မှာပဲကျွန်တော်တို့တမျိုးနယ်ချင်းလိုက်အသေးစိတ်စာအုပ်ပေါင်း3000ကျော်လောက်နဲ့မီဒီယာရှေ့မှာပြည်သူတွေရှေ့မှာကျွန်တော်ပြခဲ့တယ်စိတ်ကြိုက်စစ်ဆေးခွင့်ပေးခဲ့တယ်ဘာကြောင့်လောက်ရလဲဆိုတော့လေကျွန်တော်လည်းရှင်းပြပြီးဖြစ်တယ်အနည်းချုပ်ပြောရရင်တော့လေဒီမိုကရေစီစနစ်မရင်းရအောင်ဆိုတဲ့စစ်မှန်စီမံပြေးရတဲ့ပါတီစုံဒီမိုကရေစီပြည်ပြင်လာစီဖို့ဖြစ်တယ်ခုနပြောတဲ့ဘာစကားပုံဟိုကနွားရှိထွန်ကျူးတာအဲ့လိုမျိုးဖြစ်နေတယ်ခုနပြောတဲ့နွားရှိထွန်ကျူးဆိုတာပြန်ပြောရရင်တော့လေအထိပ္ပယ်ကောက်လွဲကုန်ဝင်နေတူတယ်ပြောတဲ့ကိုဆိုလိုတဲ့အတိတ်ပဲအားကြလဲနိုင်ငံရေးပါတီတွေစောင့်ကြည့်နေတယ်လို့နွားလို့ကျွန်တော်တို့ကအထအနာကျွန်တော်ပြောလိုက်အထအနာကောက်အောင်မယ်ပေါ့နော်ဒါမဲ့ကျွန်တော်ပြောပြမယ်ဒီလိုမျိုးတော့ကြိုတော့ပြောပြတယ်ဒီလိုမျိုးအထအနာမကောက်ပါနဲ့ခုနပြောတဲ့စကားပုံတက်တက်နဲ့ပဲကျွန်တော်ပြောမယ်နွားရှိထွန်ကျူးဆိုတဲ့စကားလုံးပေါ့နော်တခါတည်းတော့လဲနွားရှိထွန်ကျူးတင်ကျူးရမှာပဲဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့လဲဒီနွားပေါ့နော်ဒီနွားသူလုပ်ရမယ့်လေထွန်နဲ့ယာထွန်တဲ့အလုပ်ကိုလုပ်ဖို့အတွက်ကျွန်တော်တို့ကထွန်ဆွဲခိုင်းတယ်မဆွဲဘူးသူ့ရဲ့ညင်အတိုင်းပဲတွန်းတယ်တိုက်တယ်ဘေးတိုက်သွားတယ်ဒါဆိုရင်အလုပ်ဖြစ်အောင်တော့ကျွန်တော်တို့လုပ်ရလိမ့်မဆွဲခြင်းပဲနဲ့တွန်းမဲ့တွန်းခြင်းနေတဲ့နွားကိုတော့နောက်မှထွန်တုံးမတက်ပဲနဲ့ရှေ့မှထွန်တုံးတက်ပြီးတော့ကြာလောက်ခိုင်းတင်လောက်ရမယ်တွန်းပြီးတော့ကြာကျွန်တော်တို့ရီမှန်းချက်ဖြစ်တဲ့ယာမြင်ညက်အောင်လုပ်တင်လောက်ရလိမ့်မယ်အဲ့ဒါဘာမှနှိုင်းပြောတာမဟုတ်ဘူးဥပမာအတွေးအမြင်တစ်ခုအနေနဲ့ပဲကျွန်တော်ပြောခြင်းဖြစ်တယ်ကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ခုပါခင်ဗျာနည်းနည်းလေးဆက်ကြတယ်အခုပေါ့နော်ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲဆိုခါတိုင်းဆိုမီဒီယာတွေအများကြီးပဲအခုကျွန်တော်ကိုယ်တိုင်လည်းချင်းချောက်ခံရတယ်ကျန်တဲ့မီဒီယာတွေချင်းချောက်ခံရတာပေါ့နော်အဲ့တော့အဲ့ဒီပေါ်မှာရောဘယ်လိုသဘောထားလဲဘာများပြောချင်သေးတယ်မနေ့ကကျွန်တော်တို့ဟုတ်ပါတယ်သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးတော့ဖိတ်ကြတဲ့အတိုင်းဆောင်ရွက်နေရလဲတွေ့ပါတယ်တချို့လဲလှမ်းပြောတဲ့လူတွေရှိပါတယ်တချို့မီဒီယာတွေလည်းတရားဝင်ထုတ်ပြန်ပြီးတော့ဆောင်ရွက်နေတာရှိတယ်
ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတပ်မတော်ကာကွယ်ရေးရဲ့ဒါမီဒီယာတွေပေါ်မှာထားတဲ့သဘောထားကတော့2016ခုနှစ်နဲ့2018ခုနှစ်မှာသတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံခဲ့တယ်တွေ့ဆုံတဲ့အခါမှာဒါမနေ့ကလည်းကျွန်တော် MRTV စင်ရတုနှစ်ပတ်လည်နေ့ကျွန်တော်တို့ပြောခဲ့တယ်ဒီမိုကရေစီခေတ်မှာသတင်းမီဒီယာရဲ့ခန္ဓာတွေကအရေးကြီးတဲ့အကြောင်းနဲ့သတင်းမီဒီယာစတုထမှန်နိုင်ဖြစ်တယ်လို့အတိအမှတ်ပြုတဲ့အကြောင်းမှန်ကန်ဖြစ်ဖို့လိုကြောင်းနဲ့ပြည်သူလူထုကအကျိုးရှိမဲ့သတင်းများဖြစ်ရန်လိုကြောင်းမှန်ကန်ဖို့မြန်ဆန်ဖို့အကျိုးရှိဖို့လိုကြောင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်ဒါကတော့တပ်မတော်ရဲ့မီဒီယာတွေပေါ်မှာထားတဲ့သဘောထားပဲဖြစ်ပါတယ်စတုထမှန်နိုင်လို့လည်းကျွန်တော်တို့ခံယူထားပါတယ်ဒါကြံတဲ့လူတွေခံယူတာမခံယူတာခင်ဗျားတို့မီဒီယာတွေကိုယ်တိုင်သိပြီးဖြစ်တယ်ဒါစတုထမှန်နိုင်မဟုတ်ဘူးလို့ဘာလို့ညာတော့ဒါဘယ်သူတွေပြောခဲ့တယ်ဆိုတာသိပြီးသားဖြစ်တယ်ကျွန်တော်တို့ကဒီတိုင်းခံယူပြီးဖြစ်တယ်တမတော်အနေနဲ့သတင်းစာရှင်းလင်းပွဲကျွန်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့တုန်းကသတင်းမှန်ရှင်းလင်းပွဲ28ကြိမ်လုပ်ခဲ့တယ်ဘယ်မီဒီယာကိုတက်ဘယ်မီဒီယာကိုမတက်နဲ့ကျွန်တော်တို့ဘယ်တော့မှမလုပ်ခဲ့ဘူးအကုန်ဖိတ်တယ်သတင်းစာရှင်းလင်းပွဲကိုဘယ်သူတို့တက်ဘယ်သူတို့မတက်နဲ့ကျွန်တော်တို့မလုပ်ခဲ့ဘူးအဲ့ဒီအချိန်မှာသတင်းစာရှင်းလင်းပွဲကိုဘယ်သူတွေပဲတက်ခွင့်ရှိတယ်ဘယ်သူတွေတော့မတက်နဲ့ဆိုတဲ့ဟာတွေကန့်သတ်ချက်တွေဘယ်သူတွေကိုယ်တိုင်လုပ်ခဲ့တယ်ဆိုတာတော့မီဒီယာတွေအသိဆုံးပဲဖြစ်တယ်နောက်ပြီးဒီနေ့ဒီအချိန်မှာတော့ဘယ်မီဒီယာတွေကဘာသတင်းတွေကိုဦးစားပေးဖော်ပြနေတယ်ဆိုတာလည်းအသိဆုံးဖြစ်ပါတယ်ဒါလုံခြုံရေးတာဝန်ဆောင်ရွက်နေတဲ့နိုင်ငံနဲ့ပြည်သူလူထုပေါ်မှာသက်ဆိုင်ရှိတာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအော်ဟစ်ဆဲဆိုတာတွေခုနကျွန်တော်ပြခဲ့တဲ့ဟာတွေကသူတို့မျက်စိရှိမှနေဖြစ်ခဲ့တာဖြစ်တယ်ဘယ်သူမှဖော်ပြခဲ့ခြင်းမရှိပါဘူးဖော်ပြခဲ့ခြင်းမရှိလို့လည်းအပြစ်မတင်ပါဘူးဒါသူတို့ရခံချက်ပါပဲသတင်းစာရှင်းလင်းပွဲတက်ချင်းမတက်ချင်းဝေဖန်လိုပါဘူးဒါသူတို့ရဲ့ပြည်သူလူထုပေါ်မှာထားတဲ့စေတနာပဲဖြစ်တယ်ကျေးဇူးတင်ပါတယ်ခင်ဗျာငါတို့ရေးတာဖတ်တော့တို့ကျွန်တော်တို့ရေးတာတွေဘာတွေကိုရေးတာငါတို့ပြောပြတာပဲပြည်သူလူထုကနော်ပြည်သူလူထုကဖတ်ရမယ်ကြည့်ရမယ်ဆိုတာလည်းပြည်သူလူထုကိုအထင်သေးတာလို့ပဲမြင်တာပေါ့လေကျွန်တော်တို့နိုင်ငံရဲ့စတုထမှန်နိုင်ရပ်တည်ချက်ကိုဒါငြိမ်းချမ်းစွာနေထိုင်လို့တဲ့နိုင်ငံတော်ပေါ်မှာစေတနာစစ်မှန်တဲ့ပြည်သူလူထုကသူ့ဘာသာကိုဆုံးဖြတ်ပါလိမ့်မယ်သူ့ဘာသာကိုကောက်ချက်ချပါလိမ့်မယ်ပြီးကြပြောကြတာတော့မရှိပါဘူးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဘိုးရောက်ကျွန်တော်မြန်မာ National Post တင် Agency ရဲ့ Editor ချုပ်နောင်တော်လေးပါကျွန်တော်ပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ကဒီအရင်ရတအာဏာရှင်အစိုးရလက်ထက်မှာကျွန်တော်တို့ကသတင်းစာရှင်းလင်းပွဲတွေလုံးဝမတက်ပါဘူးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်ကြမှာကျွန်တော်တို့ကကြိုဆိုတဲ့အနေနဲ့ပထမဆုံးရှင်းလင်းတဲ့သတင်းစာရှင်းလင်းပွဲကိုလာရောက်သတင်းရယူခြင်းဖြစ်ကြောင်းကိုပြောချင်ပါတယ်ကျွန်တော်မှမေးခွန်း9ခုပါပါတယ်ပထမဆုံးမေးချင်တဲ့မေးခွန်းတစ်ခုကတော့ကျွန်တော်တို့ NLD အစိုးရလက်ထက်မှာဒီမဲလိမ့်မဲကိုမဲမတမမှုတွေနဲ့ပတ်သက်လို့ပြည်သူတွေကိုဆန္ဒဖော်ထုတ်နေရင်းမှာပဲပေါ့နော်ရဲကိုအတင်းဝင်ဆွဲခိုင်းတယ်မဟာရာချုံနှောင်ပြီးတော့ဖမ်းဆီးတယ်နိုင်ငံတော်လမ်းကိုရဲတပ်ဖွဲ့ဝင်တွေကတက်နေပြီးတော့ဖမ်းဆီးတဲ့အခြေအနေမျိုးတွေဒီကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အခုချိန်မှာ NLD ထောက်ခံသူတွေကငြိမ်းစုစီနဲ့လည်းခွင့်ပြုချက်မတင်ဘူးဒဘာဘေးကနေကိုလည်းဒဘာဘေးကနေတာတီးရေးဆိုင်ရာဥပဒေကိုလည်းချိုးဖောက်ပြီးလုပ်နေတယ်ဒါတွေကိုဘိုးကျတို့ဘက်ကဥပဒေနဲ့ညီဘယ်အချိန်လောက်မှတိတိကျကျရေးယူဆောင်ရွက်မယ်ဆိုတာလေးပထမဆုံးသိချင်ပါအဓိကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ကျွန်တော်တို့ခံယူထားတာကပါတီသုံးဒီမိုကရေစီလမ်းကြောင်းကိုပဲမရေရင်မြိုင်သွားမယ်ဆိုပြီးတော့ကြာခံယူထားတဲ့အတွက်ဒါဒီမိုကရေစီနဲ့ပေါ့နော်ဒီမိုကရေစီကျင့်စဉ်တွေနဲ့ဒီအရေးပေါ်ကာလပြဋ္ဌာန်းချက်တွေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာအရေးပေါ်ကာလပြဋ္ဌာန်းချက်တွေနဲ့နော်ဒါညီညွတ်နေတဲ့ဟာတွေကိုတော့ကျွန်တော်တို့ဒါအရေးယူဆောင်ရွက်ဖို့မရှိပါဘူးခုနပြောတဲ့ချိုးဖောက်လာတဲ့ဟာတွေကိုပဲကျွန်တော်တို့အရေးယူဆောင်ဖို့ရှိပါတယ်အရေးယူဆောင်ဖို့ရှိတဲ့နေတဲ့အခါမှာလည်းကျွန်တော်တို့ဘလောက်ထိထိမ့်သိမ့်နဲ့လှုပ်ဆောင်နေတယ်ဆိုတာကိုမြင်နိုင်ပါလိမ့်မယ်လို့ပဲပြောချင်ပါတယ်။ဘယ်လိုနောက်တစ်ချက်ပါကျွန်တော်မေကွန်းက9ခုပါ3ခုရေးမေးပါမယ်။နောက်တစ်ချက်ကအခုစီရီယံလုံးဖို့ကိုဆိုပြီးတော့ဒီလှုပ်တော်သူတွေကပေါ့နော်ဝန်ထမ်းတွေရဲ့အင်ယာတွေအဝါတွေဒီလိုက်ပြီးတော့လမ်းတွေပိတ်ဆို့ပြီးစံနှဖော်ထုတ်နေတာတွေရှိတယ်ပေါ့နော်ဒီလိုမျိုးလုပ်ရက်တွေကဒီ NLD ထောက်ခံသူတွေကသူတို့နဲ့ပါမှဥပမာကျွန်တော်တို့ဗိုလ်ချုပ်ပြောသလိုပဲကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီစနစ်ကိုစပြီးကျင့်သုံးတယ်ကွာပါတီပေါင်း100နီးပါးရှိတယ်100ကျော်ရှိတယ်ရွေးကောက်ပွဲဝင်တာ80ကျော်ရှိတယ်ဒီလိုမတူညီကွဲပြားတဲ့လူတွေရှိတဲ့ကြားမှာငါနဲ့မတူ900လူရှောက်ပြီးတော့လုံနေတယ်ဒီဝန်ထမ်းတွေထဲမှာလည်း NLD ပါတီကိုထောက်ခံတဲ့လူရှိမယ် NLD ပါတီကိုမထောက်ခံတဲ့လူရှိမယ်ဒါတွေကိုအတင်းကာရောလုံနေတာတွေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်
ဒါတွေကိုရောဗိုလ်ချုပ်တို့ဘယ်လိုတားဆီးမလဲနောက်တစ်ချက်က CDM လုပ်တဲ့ဝန်ထမ်းတွေနေရာပါအစားထိုးဖို့ဝန်ထမ်းရောအသင့်ရှိပါသလားဒါသိချင်ပါဒီကတော့ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ဒီအိမ်ယာတွေကိုလိုက်လံပြီးချင်းချောက်နေတဲ့ဟာတွေဒီလုပ်ငန်းခွင်အဝအထိလိုက်လံချင်းချောက်နေတဲ့ဟာတွေကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့အနေနဲ့လည်းဒီခုနပြောသလိုဝန်ထမ်းများနဲ့ပတ်သက်ပြီးဒါအပြုံးမပြတ်ရုံးတက်နိုင်ရေးပို့ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့လုံခြုံရေးဆောင်ရွက်ချက်တွေကျွန်တော်တို့ဆောင်ရွက်ပါမယ်ပြီးရင်ဒါဝန်ထမ်းများနဲ့ပတ်သက်လာပြီးရင်ခုနပြောသလိုပေါ့နှောက်ယှက်နေသူများနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တည်ဆဲဥပဒေများအရာဒါဆက်လက်ပြီးတော့အရေးယူဆောင်ရွက်ပါမယ်အရေးယူဆောင်ရွက်ဖြစ်အောင်လည်းလုပ်ပါမယ်အစားထိုးဖို့ဗိုလ်ချုပ် CDM လုပ်ပြီးတော့လုံးဝနားရတဲ့ဝန်ထမ်းတွေနေရာမှာအစားထိုးဖို့ ready ရှိပါသလားကျွန်တော်တို့အနေနဲ့ကတော့ဒီခုနပြောတဲ့တပ်မတော်ကာကွယ်ရေးချုပ်ဒါပြောသွားတဲ့အချက်တိုင်းပဲကျွန်တော်တို့ CDM ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့ကျွန်တော်တို့စောင့်နေပါတယ်အချိန်တိုင်းတာတစ်ခုစီစိတ်ရှည်လက်ရှည်နဲ့စောင့်နေပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်တို့အနေနဲ့ဒါသက်ဆိုင်ရာစီမီစီကန်းတွေအတိုင်းပဲကျွန်တော်တို့သွားရမှာဖြစ်ပါတယ်တခုပြောချင်တာကတော့ဒီလုပ်ငန်းတွေနဲ့ပေါ့နော်လုပ်ငန်းတွေနဲ့ပတ်သက်ပြောကြဒါ CDM လုပ်တဲ့အခါမှာဘယ်သူတွေဖြစ်နေတယ်ဆိုတာပို့ပြီးတော့တွေ့နိုင်ပါတယ်အဓိကတော့ကျွန်တော်တို့ဒါပြည်သူလူထုအနေနဲ့ပို့ပြီးနစ်နာတယ်ဆိုတာကိုတဖြည်းဖြည်းတွေ့မြင်လာပါလိမ့်မယ်ပြည်သူလူထုကဒီဟာတွေကိုပေါ့နော်ပြည်သူလူထုအနေနဲ့နစ်နာမှုတွေများပြားလာတဲ့အခါမှာဒါဒီဝန်ထမ်းတွေအနေနဲ့ဒါတကယ် professional ဆန်ရမယ့်ဝန်ထမ်းတွေအနေနဲ့ကဒီလှုပ်ဆောင်ချက်တွေဟာနော်ဒီလှုပ်ဆောင်ချက်တွေဟာမကောင်းဘူးဆိုတာကိုတော့ပိုပြီးမြင်လာပါလိမ့်မယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့တာတရက်နေ့ကနေဒီနေ့ရှိပါပြီအစိုးရရဲ့အုပ်ချုပ်ရေးရန်ရာကောင်းမွန်စွာလည်ပတ်လျက်ရှိပါတယ်ခုနပြောတဲ့ဆန္ဒပြမှုတွေနှောက်ယှက်ဖျက်ဆီးမှုတွေရှိနေတဲ့ဂျားတွေကနေဒါတွေညှော်နှဲသွားအောင်ဒါတွေနဲ့ပတ်သက်ပြီးတော့ညအချိန်ပါနော်လုံခြုံစိတ်ဆမှုရှိသေးရဲ့ကျွန်တော်တို့လိုအပ်တဲ့လုံခြုံရေးဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိတယ်ဆက်လက်ပြီးလဲဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံတော်ပေါ်မှာတာဝန်သိသစ္စာရှိတဲ့ဝန်ထမ်းများပြည်သူလူထုများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ပဲကျွန်တော်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ဘုရားနောက်တစ်ခုပေါ့ဒီ CDM လှုပ်ရှားမှုအတွက်အဓိကလုံတော်သူတွေဟာကိုမင်းကိုနိုင်ကိုချင်းမီကိုမျိုးနာအောင်သိန်းအင်းစိန်အောင်စိုးအပါဝင်9ဦးပေါ့ဒီလူတွေကအဓိကလုံတော်သူတွေဖြစ်ပြီးတော့ဒီနောက်မှာအမှုပညာရှင်တွေလည်းအုံလိုက်ကျင်းလိုက်ပါတာကိုတွေ့ရပါတယ်ဗျဒီဥဆောင်သူတွေကို9ယောက်ကတော့ဝန်ထမ်းထုတ်ထားတာကို905ခါနဲ့ဝန်ထမ်းထုတ်ထားတာကိုတွေ့ရပြီပေါ့ဒီအပေါ်မှာဖန်တီရမိနိုင်ဖို့ဆောင်ရွက်နေတဲ့အခြေအနေလေးသိပြရသေးတယ်ဒီကတော့ခုနပြောသွားတဲ့နာမည်တွေရှိတယ်ပေါ့နော်ခုနပြောသွားတဲ့နာမည်တွေရှိတယ်ပုဂ္ဂလိကပိုင်းဆိုင်ရာကျွန်တော်ပြောလို့ဒီမရှိပါဘူးခုနကျွန်တော်ပြောသွားတဲ့အထက်မှာရှာတယ်သူတို့ကဘယ်လိုတွေလဲဘာအသက်မူရမ်းကြောင်းသူတို့လုပ်နေတာလဲဘာတွေရည်မှန်းချက်ရှိလဲဝန်ထမ်းများမဟုတ်ပါဘူးဝန်ထမ်းများမဟုတ်ဘူးဝန်ထမ်းတွေအလုပ်ထိကြိုက်သွားလို့လဲသူတို့ကထိကြိုက်เสียမရှိဘူးလေဒါကြောင့်မလို့လုပ်နေတာမျိုးလဲဖြစ်ပါတယ်သို့တော့နိုင်ငံရေးခံယူချက်ကြောင့်လုပ်နေတာကိုမပြောလို့ဘူးနိုင်ငံရေးခံယူချက်ကြောင့်လုပ်နေတာမပြောသို့တော့ဒီနိုင်ငံရေးနိုင်ငံရေးထိတ်တိုက်တွေ့မှုရင်ဆိုင်မှုလမ်းကြောင်းပေါ်မှာအစိုးရဝန်ထမ်းတွေကိုတွန်းတင်နေတာကတော့မူမမှန်ဘူးလို့ပဲပြောချင်ပါမူမမှန်ဘူးလို့ပြောကိုနိုင်ငံရေးခံယူချက်ရှိရင်ကိုကတော့လုပ်ပေါ့ဒီလောက်ပဲပြောချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါအရေးယူဆောင်ရွက်ထားရရှိပါတယ်ဆက်လက်ပြီးလဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တခုတော့တော်တော်မေးရပြီဗျနောက်အလှည့်ပေးလိုက်ပါအောင်ကျန်တဲ့လူတွေလည်းကျွန်တော်အောင်သူရပါခင်ဗျ BBC ရပါဒီပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ဒေါန်ဆန်းစုကြည်နဲ့သမ္မတဝင်းမြင့်ကိုဘယ်မှာထိန်းချုပ်ထားလဲပေါ့နောက်သူတို့ရောဘယ်လိုဥပဒေနဲ့တရားစွဲဆိုထားလဲဆိုတာသိကြပါတယ်ခင်ဗျအဓိကတော့ကျွန်တော်တို့ဒေါန်ဆန်းစုကြည်နဲ့ဝင်းမြင့်ကိုကျွန်တော်တို့ဒါလုံခြုံတဲ့နေရာမှာပဲကျွန်တော်တို့ဒါလုံခြုံမှုရှိစေရေးအတွက်ထိန်းသိမ်းထားပါတယ်ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်ပြောချင်တာကတော့ကျွန်တော်တို့ဒါအချုပ်ချထားတဲ့ပုံစံမျိုးလှုပ်ဆောင်ခြင်းမရှိပါဘူးအဓိကတော့သက်ဆိုင်ရာနေအိမ်တွေမှာပဲရှိတယ်လို့ပြောချင်ပါတယ်ခုနပြောတဲ့
ဥပဒေအရဆက်လက်ဆောင်ရွက်ရမယ့်အပိုင်းတွေကိုကျွန်တော်တို့ဥပဒေနဲ့အညီပဲဆောင်ရွက်သွားပါမယ်ဥပဒေကိုကြော်လွန်ပြီးဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်သူတို့နှစ်ဦးရောဘယ်ဥပဒေတွေနဲ့လက်ရှိမှာဆွဲဆိုထားလဲခင်ဗျဒီဥပဒေနဲ့ပတ်သက်ပြီးတော့ကြာသက်ဆိုင်ရာကိုကျွန်တော်တို့မေးကြည့်ပါဘယ်ဥပဒေတွေနဲ့ပတ်သက်ထားလဲဆိုတာကျွန်တော်တို့ဒါမပြောနိုင်သေးပါဘူးဘယ်မနေ့ပြန်လဲကျွန်တော်တို့မနေ့ပြန်ပဲကျွန်တော်တို့ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လုပ်ငန်းတွေတော့ရှိပါလိမ့်မယ်ဘယ်ဥပဒေဆိုတာလဲခင်ဗျားတို့သိနေတာပဲဖြစ်ပါတယ်အခုဝန်ထမ်းတွေပေါ့လေ CDN လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုဖြည့်ရှင်းမှုမြန်ဆောင်ရွက်နေလဲခင်ဗျ CDN ကိစ္စကိုဘယ်လိုဖြည့်ရှင်းမှုဆောင်ရွက်ထားလဲခင်ဗျနံပါတ်1ကတော့ CDN ကိစ္စဆောင်ရွက်နေတဲ့အတွက်အစိုးရရဲ့ဝန်ကြီးဌာနများရဲ့အုပ်ချုပ်မှုရန်နေရာရပ်တန့်သွားခြင်းမရှိဘူးလေပတ်လျက်ရှိတယ်လို့နံပါတ်1အချက်ပြောချင်ပါတယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့ခုလုပ်နေတာဒီဝန်ကြီးဌာနများကတာဝန်ရှိသူများဝန်ကြီးဌာနများမှာရှိတဲ့ဒါတာဝန်သိသူများကစီယုံရည်နီလန်းနဲ့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်စီယုံရည်နီလန်းနဲ့ဆောင်ရွက်ခဲ့တဲ့အတွက်လည်းဝန်ကြီးဌာနမှာရှိတဲ့ဒါဝန်ထမ်းအကြီးအကဲများတာဝန်ရှိသူများကစီယုံရည်နီလန်းနဲ့ဆောင်ရွက်ခဲ့တဲ့အတွက်လည်းကျွန်တော်တို့ဒါအောင်မြင်တင့်တယ်လို့အောင်မြင်ပြီးဖြစ်ပါတယ်ဝန်ထမ်းတော်တော်များများအလုပ်ခွင်ရောက်ရှိပြီးဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့စီယုံရည်နီလန်းအရာဆက်လက်ဆောင်ရွက်သွားပါမယ်သို့တော့ဒီစီယုံရည်နီလန်းဆိုတာဒီအချိန်အတိုင်းအတာတစ်ခုတော့ရှိပါတယ်အချိန်တိုင်းအတာတစ်ခုဒီမှာပြန်လည်မဝင်ရောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တည်ဆဲဝန်ထမ်းစီမင်းစည်းကမ်းများနဲ့အညီလှုံ့ဆော်သူများအနေနဲ့ကတော့ဒါတည်ဆဲစီမင်းစည်းကမ်းတွေတည်းမှာပြောနေတည်ဆဲဥပဒေများနဲ့အညီကျွန်တော်တို့မလွဲမရှောင်ပါပဲအရေးယူဆောင်ရွက်မှုများကိုပြုလုပ်ရမှာဖြစ်ပါတယ်ဒါမျိုးကျွန်တော်တို့မလုပ်ချင်ပါဘူးနိုင်ငံတော်နဲ့ပြည်သူလူထုအပေါ်မှာသစ္စာရှိနဲ့ဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းခွင်တွေမှာပြန်လည်ဝင်ရောက်ပြီးတော့ဒါရုံးတက်နိုင်ဖို့ပဲကျွန်တော်တို့မျှော်လင့်လျက်ရှိပါတယ်ဗိုလ်ချုပ်ပြောသွားတာတော့ဒီဝန်ကြီးဌာနတွေကတော့ဒီဆက်လက်လက်ပတ်နေတယ်ပြောနေတယ်အခုကျွန်တော်တို့သတင်းတွေမှာကြည့်ရတာကတော့ဒီမြမမီရထားဆိုရင်လုံးဝရပ်သွားတဲ့အခြေအနေမျိုးတွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းဖို့များပြင်ဆင်ထားလဲခင်ဗျအဓိကတော့တမတော်အနေနဲ့ပေါ့နော်ခုနပြောတဲ့မြမမီရထားလိုဟာမျိုးနေရာမျိုးတချို့စက်တွေလုပ်ငန်းလိုဟာမျိုးတွေမှာဒါဝင်ရောက်ပြီးကူညီဆောင်ရွက်ပေးနိုင်တဲ့အင်အားရှိပါတယ်တမတော်ပိုင်တဲ့ရထားတွေနဲ့ပြေးဆွဲပေးနိုင်တဲ့အင်အားရှိပါတယ်သို့တော့ကျွန်တော်တို့မလုပ်သေးပါဘူးဘာကြောင့်မလုပ်သေးတော့ဆိုကြ professional လုပ်ငန်းတွေကိုကျွန်တော်တို့အနေနဲ့တမတော်သည်အာဏာသိမ်းတာမဟုတ်ဘဲနဲ့နိုင်ငံတော်တာဝန်ကိုခိတ္တထမ်းဆောင်တာဖြစ်တဲ့အကြောင်းမလို့ professional လုပ်ငန်းတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးဒါဝင်မလုပ်ပါဘူးရှောင်ရှားပါတယ်သို့တော့ကျွန်တော်ပြောလိုတာကတော့လုပ်နိုင်တဲ့ဟာတွေရှိပါတယ်သို့တော့ကျွန်တော်တို့သွားမယ်နီလန်းတွေစီဝေးနီလန်းနဲ့သွားမယ်ဥပဒေနီလန်းတွေနဲ့သွားမယ်နောက်ပိုင်းမှာလိုအပ်လာရင်ကူညီဆောင်ရွက်မယ်ဆိုတဲ့လုပ်ငန်းမျိုးတွေပဲရှိပါမယ်ဟုတ်ကဲ့အခုဆိုရင်ပေါ့လေကုလသမဂ္ဂအပါအဝင်ဒီအနောက်နိုင်ငံတွေကနေအရေးယူတာတွေပိတ်ဆို့တာတွေဆောင်ရွက်လာတာရှိပါတယ်ခင်ဗျအဲ့ဒီကိစ္စတွေရောဒီဘယ်လိုဖြေရှင်းသွားမှာလဲခင်ဗျအရေးယူပိတ်ဆို့မှုတွေကတော့ကျွန်တော်လည်းမျှော်လင့်ပြီးသားဖြစ်တယ်မျှော်လင့်ပြီးသားဖြစ်တယ်ရှိမှာပါပဲကျွန်တော်တို့အနေနဲ့ကတော့ဒီဒါကုလသမဂ္ဂမှာရောပြီးရင်နိုင်ငံများနဲ့ရောကျွန်တော်တို့အနေနဲ့ကမိဝိမပြတ်ဆက်ဆံရေးကိုပဲကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်မယ်နိုင်ငံတိုင်းနဲ့ချစ်ကြည်ရင်းနှီးစွာပူးတွဲနေထိုင်ရေးကိုပဲကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်မယ်ကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်မှန်တွေကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ဟာတွေကိုကျွန်တော်တို့အနေနဲ့တန်တမာရေးနီလန်းနိုင်ငံရေးနီလန်းတွေအရဒါဆောင်ရွက်လျက်ရှိပါတယ်ဒါတွေကိုတော့ဘာတွေဖြစ်ပျက်နေတယ်ဘယ်လိုသဘောထားတွေရှိတယ်ဆိုတာတော့သတင်းတွေထဲမှာလည်းတွေ့ပြီးသားဖြစ်ပါတယ်သို့တော်လည်းတချို့လဲသူလူရင်စာနာတွေအရာတော့သတင်းကိုခေါင်းစဉ်အမျိုးမျိုးတက်တာပေါ့လေမူရင်းစာကိုဖတ်ခြင်းသိပါတယ်ကုလသမဂ္ဂအနေနဲ့မူရင်းပြောလိုက်တာဘယ်လိုလဲနောက်တစ်ခုပြောချင်တာကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လဲနိုင်ငံခြားဆက်ဆံရေးအပြည်ပြည်ဆိုင်ရာဆက်ဆံရေးဒီနဲ့ပတ်သက်ပြီးတော့ဒါထဲဝင်ဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိတယ်ဆိုတာကိုပြောလိုပါ
ဟုတ်ကဲ့အခုဒီဖန်စီထိန်းသိမ်းထားတဲ့ထဲမှာပေါ့လေဝင်ကြီးချုပ်တွေပါတယ်တချို့ပြောင်စုဝင်ကြီးတွေပြောင်စုစင်ပုဂ္ဂိုလ်တွေလည်းကြားပါတယ်ခင်ဗျအဲ့လိုဖန်စီထိန်းသိမ်းခံထားတယ်ကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့အဲ့လိုပုဂ္ဂိုလ်တွေရောဘယ်လိုဥပဒေတွေနဲ့သူတို့ဖန်စီထိန်းချုပ်ထားလဲခင်ဗျနောက်သူတို့ကိုဘယ်မှာထိန်းချုပ်ထားလဲဆိုတာသိကြပါတယ်ခင်ဗျအဓိကတော့ကျွန်တော်တို့အနေနဲ့ခုနပြောသူဥပဒေနဲ့မညီတာတခုမှလုံးမှာမဟုတ်ဘူးဥပဒေနဲ့အတိုင်းပဲကျွန်တော်တို့ဆောင်ရွက်သွားပါမယ်ဘာတွေဆောင်ရွက်ထားရဲဆိုတာလဲဒါဆောင်ရွက်ပြီးရတဲ့ပြီးခွင့်ရပါလိမ့်မယ်သူတင်ပါတယ်ပြပြနိုင်မှာယူနီယံဒေလီရပါခင်ဗျပထမဆုံးမေးချင်တာဒီကိုဗစ်-19နဲ့ပတ်သက်တဲ့ကိစ္စလေးမေးချင်ပါတယ်ဗျကိုဗစ်-19ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေကိုဒီဆက်လုပ်မယ်ဆိုတော့ပြည်သူတွေထိုးနိုင်တဲ့အခြေအနေထိကြကြပြန့်ထိုးနေအောင်ဘယ်လိုလုပ်မလဲပေါ့နော်နောက်တစ်ချက်ကကြာဒီကိုဗစ်-19နဲ့ပတ်သက်တဲ့စီးမြင်တွေပေါ့နော်ကနေပြီးတော့ဝင်နေဥဆိုနေပြီးတော့ဝင်တာတွေကို quarantine ဝင်တာဖြုတ်ပြီးတော့မယ်လို့ပါသတင်းတွေထွက်နေပါနော်အဲ့ဒါတွေအောင်တကယ်ဟုတ်လားဖြုတ်ပြီးမှလားဘယ်လိုအစီအစဉ်တွေရှိလဲအဲ့ဒါသိချင်ပါတယ်ဗျကိုဗစ်-19နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခုနပြောတဲ့မှာအရှိန်ဟိုမြင့်တင်ပြီးတော့ဆောင်ရွက်နိုင်ရေးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့တပ်မတော်ကာကွယ်ရေးချုပ်နဲ့လည်းကိုဗစ်-19နဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုသူ့ရဲ့မိန့်ခွန်းတွေထဲမှာကျွန်တော်တို့အသေးစိတ်ပြောဖြစ်တယ်ဆေးအမျိုးအစားအသစ်တွေကျွန်တော်တို့ထပ်မံခွင့်ပြုမယ်ကြကြပြန့်ပြန့်ဖြစ်နိုင်အောင်ကျွန်တော်တို့လုပ်မယ်ဒါအပြင်ကျွန်တော်တို့ဒီဘောနော်ဒါလူသားနိုင်ရေးပုဂ္ဂလိကဆေးထိုးနိုင်ရေးအတွက်လည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်လျက်ရှိတယ်ပုဂ္ဂလိကဆေးထိုးနိုင်ရေးကိုလည်းကျွန်တော်တို့ဝယ်ယူပြီးဆေးထိုးနိုင်ရေးရယ်စောလင်စွာဆေးထိုးနိုင်ရေးဆက်လက်ဆောင်ရွက်ရှိတယ်ကိုဗစ်-19နဲ့ပတ်သက်ပြီးတော့ဒါလုပ်ငန်းတွေကာကွယ်ထိန်းချုပ်တားဆီးရေးလုပ်ငန်းတွေကိုလည်းကျွန်တော်တို့အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အပြင်ကျွန်တော်တို့အနေနဲ့ဒီကိုဗစ်-19ဖြစ်နေတဲ့ကာလအတွင်းမှာပဲဖြစ်နေတယ်ခုဖြစ်နေတယ်အရှိန်ရော့ကျနေတဲ့ကာလအတွင်းမှာကျွန်တော်တို့အနေနဲ့ကိုဗစ်-19စီမင်းစည်းကမ်းနဲ့နံပါတ်1ကျောင်းတွေဖွင့်သွားမယ်ကျွန်တော်တို့ပညာရေးနောက်ကျလို့မရအောင်ကျောင်းတွေဖွင့်မယ်ကျောင်းတွေကိုမကြခင်အချိန်တွင်းမှာဖွင့်မယ်ကျွန်တော်တို့နဲ့စူးနင်းညှိနှိုင်းမှုတွေစတင်နေပြီဖြစ်တယ်ကျွန်တော်တို့နောက်ကျနေရသည်နှစ်ကျော်သွားပြီဖြစ်တော့ကြောင့်မို့ကျန်တဲ့နိုင်ငံတွေမှာလည်းဒီကိုဗစ်-19စီမင်းစည်းကမ်းနဲ့အနေနဲ့ကျောင်းတွေဖွင့်နေတာရှိတယ်ကျွန်တော်တို့အနေနဲ့ကတော့ပညာရေးနဲ့ပတ်သက်ပြီးဒီကောင်စီဥက္ကဋ္ဌအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးအထူးလေးပေးဆောင်ရွက်လျက်ရှိတယ်ကျွန်တော်ခဏပြောသလိုပဲကျန်းမာရေးပညာရေးသည်ဦးစားပေးတစ်ပဲဖြစ်တယ်ကျန်းမာရေးနဲ့ပတ်သက်လာပြီးကျန်းမာမှဒါအလုပ်လုပ်နိုင်မယ်ကျန်းမာမှပညာသင်ကြားနိုင်တယ်ပညာသင်ကြားနိုင်မှကျွန်တော်တို့တိုင်းပြည်သည်လူရဝင်မှာဖြစ်တယ်ဒီခံယူချက်တွေအတိုင်းကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒုတိယမေးခွန်းပါဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြောတာပေါ့နော်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေကိုလည်းအရင် commitment တွေတိုင်းလုပ်မယ်ဆက်လုပ်မယ်ပေါ့နော်ဒီနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနိုင်ငံသားရင်းနှီးမြှုပ်နှံလို့သူတွေပေါ့နော်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ဘယ်လိုတွေဆက်လုပ်မယ်ဘယ်လိုတွေဂရုတွေပေးနိုင်လဲဂရုကဝတ်တွေပေးခြင်းလဲအဲ့ဒါတွေသိကြပါတယ်ဗျာကျွန်တော်တို့အနေနဲ့စီးပွားရေးနဲ့ပတ်သက်လာပြီးတော့ဒီစီးပွားရေးလုပ်ငန်းရှင်တွေပြီးရင်တော့ဘူဘန်ပေါ့ဘန်တွေနဲ့ကျွန်တော်တွေ့ဆုံပြီးမှပြောပြီးဖြစ်တယ်နံပါတ်1ကျွန်တော်တို့အာမခံချက်ပေးနိုင်တာကတော့ရခင်ကကျွန်တော်တို့သဘောတူညီချက်တွေရှိတယ်ရခင်ကသဘောတူညီချက်တွေသဘောတူညီပြီးသားတွေရှိတယ်အဲ့ဒီသဘောတူညီချက်တွေသဘောတူညီပြီးသားတွေကိုကျွန်တော်ဖျက်ပြစ်မှာမဟုတ်ဘူးဥပဒေနဲ့အညီကျွန်တော်ဆက်လက်ဆောင်ရွက်သွားမယ်နံပါတ်2အနေနဲ့ကတော့အရင်ကတော့မူဝါဒအရတော့သဘောတူပြီးပြီသို့တော့လက်တွေ့လုပ်ငန်းမှာတော့မလုပ်ရသေးဘူးအခက်အခဲမျိုးမျိုးကြောင့်မလုပ်နိုင်တာရှိတယ်ဒီလုပ်ငန်းတွေကိုကျွန်တော်တို့ဝန်ကြီးဌာနအလိုက်သူတို့လုပ်ရမယ့်လုပ်ငန်းတွေရှိတယ်ဒါတွေကိုစောလင်ပြီးပြအောင်ကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒါအရှင်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဗန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာမခံချက်ပေးထားတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံချက်ပေးထားတယ်အဓိကပြောလို့ကတော့ဒီဗန်လုပ်ငန်းတွေငွေကြေးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအနေနဲ့ပေါ့နော်ကောလာဟာလာများကိုမယုံကြဖို့ပြောလို့ခုဖေဖော်ဝါရီလ1ရက်နေ့ကျွန်တော်တို့ဒီနိုင်ငံတော်တာဝန်စယူလိုက်တဲ့အချိန်မှာဘာနဲ့စပြီးတိုက်ခိုက်တုံးဆိုကြအရင်ပုံသေးနီးအဟောင်းတိုင်းမှာပဲ1000တန်းတွေကိုဖြတ်သိမ်းတော့မယ်လို့9000တန်းတွေဖြတ်သိမ်းတော့မယ်ဆိုတာကျွန်တော်တို့ဒီအခြေခံဥပဒေတိုင်းသွားနေတာဒီအခြေခံဥပဒေမှာတိတိကျကျရေးပြီးသားနိုင်ငံတော်ကထုတ်ထားတဲ့တည်ရင်ငွေကြေးကိုဘယ်တော့မှမဖြတ်သိမ်းဘူးလို့သွားဒီဥပဒေတိုင်းကျွန်တော်တို့လိုက်နာပါမှာဖြစ်တယ်အာမခံချက်တွေကျွန်တော်တို့ပါပြီးသားဖြစ်တယ်ခုနပြောတဲ့ထပ်ဆင့်အာမခံချက်တွေကျွန်တော်တို့ပြောပြီးသားဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဆုံးမေးကြောင်းမှာပေါ့အခုဘန်လုပ်ငန်းတွေပါဝင်ပေါ့နော်ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်းဒီစီရီယန်လုတ်တဲ့လူရှိရမလုတ်တဲ့လူရှိရပေါ့နော်မလုတ်တဲ့လူတွေကိုအကြောင်းမျိုးမျိုးနဲ့ဖိအားပေးတာတွေချိန်ချောက်တာတွေရှိအဲ့လိုလုတ်တဲ့အပေါ်မှာဗိုလ်ချုပ်တို့အနေနဲ့ဘယ်လိုဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကနေဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကာအကွယ်ပေးနိုင်မလဲသိချင်ပါတယ်
ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကြစက်ဆိုင်ရာကျွန်တော်တို့ဌာနအကြီးအကဲတွေအနေနဲ့ဒါခုနပြောတော့ဆွဲဆောင်စီယုံရေးနီလန်းနေနဲ့ကျွန်တော်တို့လောက်ခဲ့တယ်လှုပ်လက်ရရှိတယ်တချို့နေရာတွေမှာတော့ဘလို့မှမရတော့ဘူးဥဆောင်ပြီးတော့လှုပ်နေတဲ့လူတွေရှိတယ်ဥဆောင်ပြီးတော့လှုံ့ဆော်နေတဲ့လူတွေရှိတယ်ဒါတွေကိုတော့ကျွန်တော်ဝန်ထမ်းစီမင်းစည်းကမ်းတွေရောတည်ဆဲဥပဒေရောအရေးယူကြတာရှိတယ်ပြီးရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ဒါလောက်ကင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတာပေါ့နော်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့နှောက်ယှက်နေတဲ့လူတွေကိုဒါကျွန်တော်တို့အနေနဲ့တည်ဆဲဥပဒေတွေရဆက်လက်ပြီးတော့အရေးယူသွားဖို့ပုံမို့ပြီးတော့ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်သွားဖို့ရှိပါတယ်လုပ်လဲလုပ်ပါမယ်လုပ်မှလည်းဖြစ်မဲ့အနေအထားဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှေးဝါသတင်းဌာနပါခင်ဗျာနောက်ထပ်မေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်ခင်ဗျာဟုတ်ဒီလေဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ပြောကြားချက်မှာထိန်းသိမ်းခံထားတဲ့ဒေါ်စုနဲ့ဒီဦးမြင့်တို့အပါအဝင်တခြားထိန်းသိမ်းထားသူအားလုံးကိုချက်ချင်းပြန်လို့ပေးဖို့ရန်တောက်ဆိုတိုက်တွန်းထားတာရှိပါတယ်ပေါ့နော်အဲ့ဒီအပေါ်မှာဆရာတို့အနေနဲ့ဘယ်လိုလှုပ်ဆောင်သွားမလဲဆိုတာသိချင်ပါတယ်ခင်ဗျာအဓိကတော့ခုနပြောလို့ကျွန်တော်တို့ဥပဒေနဲ့အညီဆောင်ရွက်သွားပါမယ်ဥပဒေကိုကျော်လွန်ပြီးတော့ဆောင်ရွက်ဆရာအကြောင်းမရှိပါဘူးဒီလိုမျိုးပေါ့နော်ဆောင်ရွက်တဲ့အခါမှာလည်းဒါဆောင်ရွက်သမျှနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောနိုင်တဲ့အချိန်နဲ့ပြောနိုင်တဲ့အချိန်မှာပွင့်လင်းမြင်သာစွာဒါပြောသွားမှာဖြစ်ပါတယ်ပြည်သူလူထုကလည်းပွင့်လင်းမြင်သာစွာအသိပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါကဲဒီလောက်ဆိုရပါပြီအားလုံးနည်းနည်းတော့ကြံခဲ့လို့ပါနှစ်ခုလောက်မေးခွင့်ပြပါခင်ဗျာအခုဟာပေါ့နော်လူတွေလမ်းမတက်ပြီးတော့ဆန္ဒပြနေတာလေရက်တွေရှင်းနေပါပြီပေါ့နော်သူတို့တောင်းဆိုတဲ့အချက်လက်တွေလည်းသိပြီးတော့သိလောက်ပြီးတော့လည်းထင်ပါတယ်အဲ့တော့လူတောင်းဆိုချက်ကမဖြစ်နိုင်တာမရှိတော့ဘူးလို့ကျွန်တော်တို့အကုန်လုံးလည်းတွေးနေကြတာပေါ့နော်အဲ့ဒါဘယ်လောက်လုပ်ပေးနိုင်လဲဆိုတော့မရှင်းလို့ဘာဟောလေလူတွေပေါ့နော်လမ်းပေါ်ဆန္ဒထုတ်ပြနေတယ်တောင်းဆိုကြတာပေါ့တောင်းဆိုကြတယ်ဆိုတာသမ္မတကြီးလွတ်ပေးလို့အတိုင်းနိုင်ငံလွတ်ပေးလို့နော်အဲ့ဒါတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာများလှုပ်ဆောင်ပေးနိုင်မလဲဆိုတာအဲ့ဒါလေးသိကြပါတယ်ခုနပြောတော့ကျွန်တော်တို့လှုပ်ဆောင်ပေးနိုင်တာတော့ဥပဒေနဲ့အညီဆက်လက်လှုပ်ဆောင်သွားပါမယ်ဒါပါပဲနောက်တစ်ခုပေါ့နော်နိုင်ငံတကာကအခုအတိမမပြုဘူးဖြစ်နေတယ်လေအဲ့ဒီပုံမှာလောရကန်ရတာလေအနောက်ရှင်းအဟန့်တာဖြစ်တာပေါ့အဲ့ဒီပုံမှာဘယ်လိုသဘောထားလဲဗျာအဲ့ဒါတော့မိကွန်းကမှားနေတယ်သူကနိုင်ငံတကာအတိမပြုမပြုဆိုတာတော့လက်ရှိကျွန်တော်တို့စကားပြောလို့ရရှိတယ်နိုင်ငံတကာမှာဘာတွေရေးနေလဲဆိုတာလည်းသိလိုက်ပါနိုင်ငံတကာမှာအိန္ဒိယချင်းနိုင်ငံတွေကဘယ်လိုတွေပြောနေလဲဆိုတာလည်းကြည့်လိုက်ပါအိန္ဒိယချင်းနိုင်ငံတွေကနိုင်ငံတကာကဘယ်လိုမျိုးပြောနေတယ်ဆိုတာကိုကြည့်လိုက်ရင်သိတာပါတယ်ဘာတွေအတိမပြုခြင်းမပြုခြင်းဆိုတာတော့မြန်မာနိုင်ငံမှာနိုင်ငံတကာတန်ယုံအစုံတွေရှိပါတယ်မြန်မာနိုင်ငံရဲ့တန်အမတ်ကြီးများနိုင်ငံတကာမှာတန်အမတ်ကြီးအဆင့်နဲ့ပဲအစုံလင်ရှိပါတယ်နိုင်ငံတကာရဲ့အစိုးရတွေရဲ့ရေးသားချက်တွေပြောကြားချက်တွေကိုကြည့်ပါအတိမပြုခြင်းမပြုခြင်းဆိုတာကိုထင်ရှားကြတွေ့နိုင်မှာဖြစ်ပါတယ်ခုနပြောတဲ့ဟာနဲ့တော့ကြည့်မနေပါနဲ့ခုနပြောတဲ့ဘယ်လိုပြောမလို့ဒီလူကျင်တာတွေပြောနေရေးနေတာရှိမှာပေါ့လူကျင်တာပြောနေရေးနေတာလည်းအပြစ်မတင်ပါဘူးဒါလည်းသူတို့လူကျင်လို့သူတို့ဖြစ်စေခြင်းလို့ပြောနေတာရှိမှာဒါတွေနဲ့ပတ်သက်ပြီးတော့じゃလဲပြည်သူလူထုအနေနဲ့အခြေအနေမှန်တိုင်းသိဖို့လိုပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးတစ်ခုလေးပါကျွန်တော်တို့အခုဆက်သွယ်မှုပေါ့နော်နည်းနည်းလေးသတင်းသမားတွေဆိုတော့ဒီအင်တာနက်ပိတ်တယ် Facebook တွေပိတ်ထားတဲ့အတွက်တော်တော်လေးခက်ခဲပါတယ်အဲ့တော့နောက်တစ်ခုကတော့ဥပဒေနဲ့အညီမှန်မှန်ကန်ကန်လုပ်နေတယ်ဆိုလို့ရှိရင်ဖမ်းကျင်လို့ရှိရင်လည်းဖမ်းလို့ရတယ်လေဒါပေမဲ့အင်တာနက်တွေပိတ်ပြီးတော့ညပိုင်းမှာဖမ်းတာတွေအဲ့လိုမျိုးသတင်းတွေရှိတယ်ပေါ့နော်အဲ့တော့အင်တာနက်ဖွင့်ပေးဖို့ရယ်ကျွန်တော်တို့ Facebook ကိုပေါ့နော်လွယ်လွယ်ကူကူလေးသုံးလို့ရအောင်အဲ့ဒါလေးဘယ်လိုများလုပ်ပေးနိုင်မလဲဆိုတာအဲ့ဒါလေးသိကြပါမယ်ခင်ဗျာအဓိကတော့တချို့လိုအပ်တဲ့ကန့်သတ်မှုတွေတော့ကျွန်တော်တို့လောက်ရပါလိမ့်မယ်လိုအပ်တဲ့ကန့်သတ်မှုတွေဆိုတာဘာပြောလို့ဆိုတော့ဒီတချို့ရဲ့လှုံ့ဆော်မှုတွေပေါ့နော်လှုံ့ဆော်မှုတွေအခြေအနေကိုပို့ပြီးတော့ဆိုးလာအောင်ဖန်တီးမှုတွေကအများအပြားကဒီပေါ်ကလာတာ哦ဒီပေါ်ကလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့မလုပ်ချင်ပါဘူးခုကျွန်တော်တို့ပြောရမယ်နံပါတ်1သတင်းမီဒီယာတွေအများကြီးပါပဲရေးနေတာတွေအများကြီးပဲလွှင့်နေတာတွေအများကြီးပဲနံပါတ်1ကျွန်တော်တို့ဘာရေးယူလဲနံပါတ်2တချို့လှုံ့ဆော်မှုတွေကတော့ကျွန်တော်တို့ကမလွဲတာမရှောင်တာပဲဒါအရေးယူဆောင်ရွက်မှုတွေလုပ်ရလိမ့်မယ်ဘာလို့လုပ်ရလဲဆိုတော့ဒီဟာဒီပြည်သူလူထုကိုအထိတ်တလန့်ဖြစ်စေတဲ့ဟာတွေ
ယခုလက်ရှိအခြေအနေထက်ပုံမဆိုးဝါးသွားနိုင်မဲ့ဟာတွေမဟုတ်မမှန်တဲ့ဟာတွေတော့ကျွန်တော်တို့ကဒါမလွဲမရှောင်သာဒါအရေးယူဆောင်ရွက်မှုများတော့လုပ်ပါပါလိမ့်မယ်မလွဲမရှောင်သာခုနပြောလို့ပေါ့နော်ပိတ်ပင်မှုများကန့်တတ်မှုများပေါ့လိုအပ်တဲ့ကန့်တတ်မှုများကိုတော့ကျွန်တော်တို့ဆောင်ရွက်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲအားလုံးကျေးဇူးတင်ပါတယ်ဒီခုနှစ်ခုလောက်မေးလို့ရသေးလားဘိုးချုပ်နှစ်ခုပါပဲနှစ်ခုတော့မလုံးတော့ဗျာတစ်ခုပဲလို့ပြောဟုတ်ကဲ့ခဏလေးပါပထမတစ်ခုကတော့ခုနဦးထွန်းပြောတာနဲ့တူပါတယ်ဒါကြောင့်မလို့ကျွန်မမမေးတော့ပါဘူးဒါပေမဲ့ကျွန်မမေးချင်တဲ့ဟာကဒီအစိုးရစန့်ကျင်ရေးဝေဖန်မှုတွေကိုထောက်လှမ်းနိုင်ဖို့အတွက်ပေါ့နော်စိုက်ဘာလုံခြုံရေးအရာတရုတ်အကူအညီနဲ့ firewall တွေတိစောက်နေတယ်လို့လည်းကျွန်မတို့ကြားရပါတယ်အဲ့ဒါအမှန်ပဲလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်တို့ဘက်ကဗာများရှင်းပြစရာရှိမလဲလို့ပါပြောရရင်တော့လေဒီအရာတွေဒီပေါ့နော်စိုက်ဘာလောနဲ့ပတ်သက်ပြီးပြောလို့တော့စိုက်ဘာလုံးဒီမှတ်ချက်ကျွန်တော်တို့ရေးတာမဟုတ်ဘူးဗျရခင်အစိုးရလက်ထက်ကရေးသွားတာပဲဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးကောလာဟာလက်လေးတွေထွက်နေတာပဲရှိပါတယ်ထွက်နေတာတွေရှိတယ်ဥပဒေပြဋ္ဌာန်းတော့မများကျွန်တော်အနေနဲ့ပြဋ္ဌာန်းမှာမယ်လို့လည်းမပြောနိုင်သေးဘူးမပြဋ္ဌာန်းမှာဘူးလို့လည်းမပြောနိုင်သေးဘူးဒါပေမဲ့ကျွန်တော်တခုပြောနိုင်တာတော့ဒီຢာတွေဒီကျွန်တော်တို့ထွင်ထားတဲ့ထွင်လုံးတွေမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောနိုင်နံပါတ်1အချက်ကတော့ခုနပြောတဲ့တရုတ်အကူအညီနဲ့ firewall တွေဘာတွေလုပ်တယ်ဆိုတော့လုပ်เสียရလဲအကြောင်းမရှိပါဘူးဗျာလုပ်ချင်ရင်ကျွန်တော်တို့စီမှာဒါနဲ့ပတ်သက်တဲ့ကျွမ်းကျင်သူများပညာတတ်များအလုံလောက်ရှိတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ပါဘိုးချုပ်နောက်ဆုံးတစ်ခုပါဟိုပါပေါ့ဒီသတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပါတယ်ဒီကာကွယ်ရေးဦးစီးချုပ်ကသတင်းမီဒီယာကိုစတုဒ္ဓမှန်တိုင်ဖြစ်လက်ခံတယ်လို့မနေ့ကပဲပြောသွားပါတယ်နောက်ဒီမိုကရေစီလမ်းကြောင်းကနေပေါ့နော်သွေဖီသွားမှာမဟုတ်ဘူးလို့လည်းမကြာခဏပြောပါတယ်လောလောဆယ်မှာတော့ပေါ့နော်ဒီဖေဖော်ဝါရီ1ရက်ကစပြီးတော့တာဝန်ယူလိုက်တဲ့အချိန်မှာပေါ့နော်တမတော်ကတာဝန်ယူလိုက်တဲ့အချိန်မှာအရင်တော့ရှိခဲ့တဲ့ဒီ democratic debate လို့ခေါ်တဲ့သတင်းမီဒီယာအားလုံးမှာရှိပါတယ်ကျမလည်း politics today ယနေ့နိုင်ငံရေး program ရဲ့ producer ပါကျမတို့ကဟိုတစ်ဖက်သေးကိုဖိတ်တာမဟုတ်ပါဘူး democratic အင်အားစုတွေပဲဖိတ်တာမဟုတ်တမတော်ဘက်ကနေကောက်ွယ်ပြောဆိုတဲ့တကယ်ပညာရှင်တွေလည်းဖိတ်ပြီးတော့ကျမတို့မျှမျှတတဆွေးနွေးပါတယ်ဒါပေမဲ့ဖေဖော်ဝါရီ1ရက်ကစပြီးတော့အဲ့ဒီလို democratic လွတ်လပ်တဲ့ပေါ့ debate တွေကလုံးဝတိတ်ဆိတ်ငြိမ်သက်သွားတယ်ပေါ့နော်နောက်တစ်ခုကတစ်ဖက်မှာတော့ပေါ့နော်ဒီသတင်းလွတ်လပ်ခွင့်အပါအဝင်နိုင်ငံသားတွေရဲ့အခြေခံလွတ်လပ်ခွင့်ကိုထိန်းချုပ်ဖို့ဒီနိုင်လွတ်လုံဥပဒေကိုရပ်တန့်လိုက်တာကျွန်မတွေ့ရပါတယ်။နောက်နိုင်ငံတော်အကျဉ်းချုပ်ပြည်စင်မှုဆိုင်ရာရာဇသက်ကြီးပုံမှန်တွေကိုဖြည့်ဆွတ်တာမျိုးတွေလည်းရှိလာပါတယ်။ဆိုတော့တမတော်အနေနဲ့ပေါ့နော်ဒီတာဝန်ယူမဲ့တစ်နှစ်အတွင်းမှာသတင်းလွတ်လပ်ခွင့်ကိုဘယ်လောက်ထိအာမခံနိုင်မလဲပေါ့။နောက်သတင်းတောက်တွေကိုဖမ်းဆီးတာမျိုးမလုပ်ဘဲနဲ့သတင်းတောက်တွေရဲ့ဒီလွတ်လပ်စွာသတင်းရေးသားခွင့်တွေဘယ်လောက်ထိအာမခံပေးနိုင်မလဲပေါ့နော်။အဲ့ဒါလေးပါပဲဘုရား။နံပါတ်1ကတော့ဖေဖော်ဝါရီ1ရက်နေ့ကနေပြီးဒီနေ့အထိသတင်းမီဒီယာများလွတ်လပ်စွာရေးနေတာပဲလေလက်တွေ့ပါပဲလွတ်လပ်စွာရေးနေတာခင်ဗျားတို့sorry ခင်ဗျားတို့တော့ပြောတာကျွန်တော်တို့သတင်းမီဒီယာများရဲ့ရေးသားမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အရေးယူကြတာရှိလားအရေးယူတာရှိရင်ထောက်ပြပါရခိုင်တော့ကလည်းဒီဘက်ကနေပြောကြရေးသားကြတယ်ရှိတယ်အရေးယူခံခဲ့ရတယ်ရှိတယ်ကျွန်တော်ဒီအချိန်မှာအရေးယူခံခဲ့တာရှိတာသို့တော့နံပါတ်1ကတော့စီမီစီကန်းနေနဲ့အညီဖြစ်ဖို့တော့လိုပါတယ်ခုနပြောလို့ဥပဒေနဲ့ညီစွန်းလာတဲ့ဟာတွေဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကန့်သတ်မှုများလောက်ကောင်းလုပ်ရပါလိမ့်မယ်လောက်ကောင်းလုပ်ရပါလိမ့်မယ်ဒီဟာနဲ့ပတ်သက်ပြောကြတာသတင်းမီဒီယာနဲ့ပတ်သက်ပြောကြအာမခံခြင်းမခံခြင်းတို့ကနံပါတ်1ကတော့အာမလည်းမခံနိုင်ဘူးလုပ်ပါမယ်လို့လည်းမပြောဘူးမလုပ်ပါဘူးလို့မပြောဘူးဥပဒေနဲ့အညီပဲဆောင်ရွက်မယ်လို့ပဲပြောကြပါတယ်အဓိကတော့သတင်းမီဒီယာများအနေနဲ့သူ့ရဲ့ကျင့်ဝတ်တွေစီမင်းစည်းကမ်းတွေရှိပြီးဖြစ်ပါတယ်ကျင့်ဝတ်တွေစီမင်းစည်းကမ်းတွေရှိပြီးဖြစ်တဲ့အခါမှာအဲ့ကျင့်ဝတ်တွေစီမင်းစည်းကမ်းတွေနဲ့အညီလှုပ်ဆောင်တယ်ဆိုရင်တော့ဒီဟာဒီသတင်းမီဒီယာများသမားများအတွက်ပို့ပြောကြကောင်းတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီဟာနဲ့ပတ်သက်ပြောကြသတင်းမီဒီယာများကိုချင်းချောက်တာတော့သတင်းမီဒီယာများနဲ့ပတ်သက်ပြောကြဒီစကားတွေပြောရသည်ချင်းချောက်ခြင်းလုပ်နေတာမျိုးမဟုတ်ပါဘူးသူ့ဥပဒေစီမင်းစည်းကမ်းနဲ့သူ့ကျင့်ဝတ်တွေနဲ့အညီလှုပ်ဆောင်နိုင်ရေးအတွက်ပဲပြောခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နိုင်ငံရေးညှင်းခုန်ဆွေးနွေးတဲ့စကားဝိုင်းတွေပြန်လုပ်မယ်ဆိုရင်ဖမ်းပါလားနိုင်ငံရေးညှင်းခုန်ဆွေးနွေးတဲ့စကားဝိုင်းတွေဆိုတော့ဥပဒေနဲ့မလွတ်ကင်းတဲ့သူတွေကိုထည့်ပြောကြနိုင်ငံရေးတွေးဆုံဆွေးနွေးပဲလုပ်တယ်ဆိုရင်တော့တတ်မှတ်တဲ့အတိုင်းတော့ဆောင်ရွက်ခံရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဘုရား
ဆရာမေးခွန်းနောက်ထပ်တစ်ခုလောက်မေးချင်လို့ရမှာမသိဘူးခင်ဗျဟုတ် ဒါပြင်းတော့တော်ပါပြီဗျ ဟုတ်ကဲ့ဟုတ်ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌကနေပဲနောက်ထပ်ဒီတိုက်တွန်းထားတာတစ်ခုရှိပါရဲ့ခင်ဗျဒီမြန်မာပြည်သူများရဲ့ဆန္ဒသဘောထားနဲ့အညီမြန်မာပြည်သူများရဲ့အကျိုးအတွက်အပြန်အလှန်ဆွေးနွေးညီနိုင်မှုများအညီပြန်လည်သင့်မြတ်ရေးအတွက်ဆောင်ရွက်ကြရအောင်ဆိုပြီးအဲ့လိုမျိုးတိုက်တွန်းထားတာရှိပါရဲ့ပေါ့ဆရာအောင်နေနဲ့အဲ့ဒီပေါ်မှာဘယ်လိုမျိုးလှုပ်ဆောင်မှာမလဲဆိုတာသိချင်ပါတယ်ခင်ဗျကျွန်တော်တို့အနေနဲ့ခုနစချင်းမှာကျွန်တော်တို့နိုင်ငံတော်တာဝန်ကိုဘာကြောင့်ရယူခဲ့ရလဲဆိုတဲ့ဟာကိုရှင်းပြပြီးဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရေးယဉ်ကျေးမှုများနဲ့အညီဒီမိုကရေစီစံချိန်စံညွှန်းများနဲ့အညီကျွန်တော်တို့သွားခဲ့တာဒီဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ကိုပဲသွားခဲ့တာဖြစ်ပါတယ်ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်မှာဘလို့မှအလုံးမဖြစ်တော့တဲ့အခါကျမှကျွန်တော်တို့နိုင်ငံတော်တာဝန်ကိုရယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ခုချိန်မှာတော့ဥပဒေကြောင်းအရကျွန်တော်တို့လှုပ်ဆောင်တင်တာတွေကိုလှုပ်ဆောင်ရပါလိမ့်မယ်ဥပဒေကြောင်းအရဒါလှုပ်ဆောင်တင်တာကိုလှုပ်ဆောင်ပြီးတဲ့အခါမှာအခြေအနေအကြောင်းအရာများသည့်အမျိုးမျိုးဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်ပြောနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါကျွန်တော်လိုရင်းတိုရှင်းတစ်ခုလေးမေးချင်ပါဗျဟိုကခုနကဘုတို့ပြောသွားတယ်ပေါ့ဒီဥက္ကဋ္ဌနေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်းဒီနိုင်ငံဝန်ထမ်းတွေစီမံလုပ်တဲ့နိုင်ငံဝန်ထမ်းတွေကိုပြောင်းလဲဖို့အတွက်စိတ်ရှိနေစောင့်ပေးတယ်ဆိုတဲ့ဟာလည်းကြားရတယ်နောက်ဘုတို့ဒီဌာနဆိုင်ရာကြီးခဲတွေကနေပြီးတော့မှဝန်ထမ်းတွေကိုစီမံပြန်ဆင်းပြီးတော့မှပြန်ပြီးတော့စီမံလိုက်လဲအချိန်တစ်ခုပေးထားတာကြားရတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်သိချင်တာဒီအချိန်ပေါ့ဒီဝန်ထမ်းတွေအတွက်အချိန်ဆိုရင်နှစ်ပတ်လား15ရက်လားပေါ့နော်တော့တက်လာလားဒါဘယ်လိုသတ်မှတ်ထားလဲအဲ့ဒီသိချင်ပါတယ်ဗျကျွန်တော်တို့နေတော့ခုလောလောဆယ်အထိအချိန်သတ်မှတ်ထားခြင်းမရှိသေးပါဘူးသို့တော့အချိန်ကတော့တိတ်ရှည်မယ်မဟုတ်ဘူးလို့ပဲကျွန်တော်ပြောလိုပါတယ်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြောကြဝန်ကြီးဌာနအလိုက်လည်းဖြစ်ပေါ်တိုးတက်မှုတွေရှိနေပါတယ်ဖြစ်ပေါ်တိုးတက်မှုတွေရှိနေတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ထပ်မံပြီးစောင့်ဆိုင်းနေပါတယ်နိုင်ငံဝန်ထမ်းများနေတဲ့တာဝန်သိသက်သာရှိနဲ့ professional ကြပဲလောက်တာအနေရကင်းပါတယ်ကောင်းလည်းကောင်းပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်